မင်းဘယ်လိုဖြစ်လာဦးသားရဲ့ဟာမင်းတွေ့ရလို့တွေ့နေပါမွေရဲ့သမီးပါမွေရဲ့လာတော့တွေ့တော့လေးမကြီးလုံးကွာဒီမနေဘလို့ခလာလဲဒီတော့မောင်သားရဲ့မင်းဘယ်လိုဖြစ်တာတော့ပြောစမ်းပါဦးငါ့ကိုဓာတ်နဲ့ဝိုင်းခုတ်ကြတယ်ဘယ်ကောင်းနေခုတ်တာလဲတာဘယ်ကောင်းနေဓာတ်ခုတ်တာလဲလို့ပြောစမ်းပါကွာမမမိလို့မရဘူးလေကွာမင်းရလေကွာဒီပါညောဒီလောက်ရဲရဲဆက်ဆက်လုပ်လိုက်တာနေတခြားဆက်ဆက်ပါဦးဘယ်လိုလုပ်လိုက်တာလဲဟုတ်ဓာတ်နဲ့ခုတ်တဲ့လူတွေမမီဘူးဟုတ်ဒီဓာတ်နဲ့ထိုးရတဲ့လူတော့မမီရဲ့ပြောတာဘယ်ကောင်းထိုးတာလဲဘယ်ကောင်းထိုးတာလဲပြောစမ်းတော့ပြောစမ်းဦးလေမနေ့ကပါတော့ဦးလေဘယ်ဖေးရမှာလေဦးဆဲဘယ်မှမသွားဘူးလေသမီးရလေကွာတို့ကဒီကောင်ကြောင်ကြမ်းနဲ့ပြောနေတာငါမဟုတ်ဘူးလေတိုင်းဦးလေးမဟုတ်ဘူးလေတေချာစစားပြောတာလားတေချာတယ်အမတေချာနေပြီဦးလေဒီငါဒီမပြောနေတယ်ဒီကောင်ပေါ်ဆိုးနေပြီအဲ့ဒါသူ့အတွက်ဒီလုံးနေလို့ဒီကောင်ရှောင်းပြောနေတာဖေးမဟုတ်ဘူးအိမ်မထဲမှာတော့ဦးလေးပဲအဲ့ဒါအိမ်ရနိုးတော့ဘိုက်စားလို့ကျွန်တော်ဒီဆိုင်ထွက်လာတာအိမ်မထဲမထားတာလို့ပေါ်လာတယ်လို့နိုင်သိလိုက်လေနင်ငါတို့အဲ့လိုမနောက်ဆရာလားငါတို့လန့်သွားတာပဲချစ်လို့စားတာပါဟာလုံးပြန်ပြီမင်းစားတာလွန်နေနော်ဘိုက်စားလို့ရှင်းလေရိုးလာစားပါလားအခုမင်းဟာလေသွေးတွေကလည်းပါသေးတယ်ဘိုက်ကလည်းဒီဓာကြီးကမင်းဓာကြီးဘလူမြတ်ထည့်လာတာဟဲ့ဦးလေးကဒါအတွေ့ကြီးပါဒီမှာကြည့်ပါဒီကောင်လုံးလိုက်ရန်နဲ့မလုံးမင်းဟာကြက်သေးရေကိုမရှိဘူးဘလို့ကောင်မှမသိဘူးစားတာပေါ့မလို့ပါငါတကယ်ဘိုက်စားလို့ပါဘာရှိလို့ဘာမှမရှိဘူးစိုင်လဲသိမ့်နေပြီအေးရှိလဲနေမတတ်တာမကြွေးဘူးခဲငါတကယ်စားလို့ပါဦးလေးပြောဝေးပါဦးဗျာလုပ်ပါဦးအဲ့သမီးဟိုအဖေတို့အိမ်အောင်စားမယ်ဟာဒီကောင်လာကျွေးလိုက်တော့မကြွေးဘူးလက်ပါနင်အဲ့ဒါမျိုးတွေကြက်လုံးတော့ဒီနေ့ဒုက္ခရောက်လိမ့်နေရလေဟာချစ်လို့စားတာပါဆိုချစ်လို့စားတာကလင်းမာလို့ရခင်လို့စားတာကိုကြီးလို့ရပြောစီချင်တာစိတ်တော့ဆိုနေချစ်လို့စားတာပါလုံးနဲ့ခင်ရဲ့စိတ်တော့ဆိုနေချစ်လို့စားတာပါလို့ချစ်လို့ကျွန်တော်စားတာချစ်လို့စားတာပါဦးကျော်ဘာဖြစ်လို့လဲဗျဟမ်ထိုင်လေပြိုသွားပြီအော်မုံနှမ်းတိုက်လို့လားဟာမဟုတ်ဘူးလေမမမုံနှမ်းတိုက်လို့လားဟောပါအောင်ပြီအော်အဲ့ဆိုရင်အုံးသီးကြွကြတာနေမှာပါနော်အယူကြီးရတယ်ဟောပါအောင်မေအဝေးတော့ဘလို့လို့အုံးသီးကြွပါမလဲဟာကြွတယ်ဒီမှာခုနကလေအဲ့အုံးအဲ့လိုဟိုးဆိုကြွလိုက်တယ်မများနေပြီဒီမှာကျွန်တော်ချစ်လို့စားတာပါပြန်တော့မယ်ချစ်လို့စားတာဦးချစ်လို့စားတာလေဦးချစ်လို့စားတာလို့ဟဲ့လက်ပိုက်ဘာလို့လာလဲကွာဒီဘက်ကနှိပ်ပြနေတာကွာမင်းကလေတဲစင်ကြတာလေကွာတဲစင်ဆိုတော့မင်းကြားဘူးလားပါတဲပဲကြလေဒီမှာငါအလုံးလုံးနေမင်းနားမလဲဘူးလားကွာမင်းကလေကွာတကယ်ကြီးချစ်လို့စားတာဘာဖြစ်လို့လဲချစ်လို့စားနေရတာကမစားနဲ့ကွာစားတော့ဘာဖြစ်လဲကွာမင်းကလည်းချစ်လို့စားတာဟုတ်အေးမင်းကချစ်လို့စားတယ်ငါမင်းကိုမချစ်လို့လုံးဟာဟဲ့လုံးနေလေအဖေခေါက်ဆွဲပြုတ်ရပြီဟုတ်ပြီဗျာအကဲခေါက်ဆွဲပြုတ်ရပါပြီခင်ဗျာခေါက်ဆွဲပြုတ်ဘူးအမလေးပူလိုက်တာခေါက်ဆွဲပြုတ်ဘူးချိုလေးပူလိုက်တာထားခေါက်ဆွဲပြုတ်ဘူးဘာလို့လုပ်နေတာလဲနေပါဦးဟောနေရအောင်မဲလားအမလေးယောက်ျားမဟုတ်ဘူးလားအားလည်းမရှိဘူးမလေးရေယူနေလာမဆိုးလို့ရှည်လောင်းတော့ရေလောင်းဟောနော်မလားเอาอีกแล้วมาดิพี่ฮะบลูလေးပြန်ပြားပါလားတောင်းနေပြီနော်အိုးဆက်ပြတယ်အများကြီးထည့်လိုက်တာလားမထည့်ဦးလေမထည့်ရေပဲလောင်းတာဆက်ပြဆက်တော့မယ်တော့ခုနဟာရဟုတ်ပြီတော့မရှိရောက်ဆက်တယ်ဟုတ်လားအေးဒီမှာပြန်ရောက်လာပြန်ပြီဘလူလေးပြန်ရောက်လာတာလေလို့ဒီမှာဆက်ပြနေအေးလေဆက်ပြတွေကိုပဲလုပ်ပေးနေတာလို့ခုမဆိုင်ရေထ
နေတယ်လို့ ကျွန်တော်ချစ်လို့စားတာနော်ချစ်လို့စားတာပါဦးလေး အာဒုဒါနဲ့တကားလင်းမိုင်ဘာကိစ္စလဲကွ တင်ပါဗျာပင်လယ်ပြာစောက်ဆိုင်ကဦးကြောက်ဆောင်တို့တားဖာကိုအရှင်မယားသူသိတယ်မလားဗျာ ဦးကျောက်ဆောင်အော်သူသမီးမပွားပွင့်ဆိုတာလား တင်ပါဗျာ အေးသိတာပေါ့ကွ အခုဦးကြောက်ဆောင်ရဲ့မိန်းမဆုံးသွားတာ10နှစ်တောင်ပြည့်တော့မှာပါဗျာ အဲကြောင့်နှစ်ပတ်လဲဆွန်လေးကတ်ချင်လို့အရှင်ဘုရားကိုရှောက်ပေးပါဆိုလို့တပည့်တော်လာလျှောက်တာပါဗျာ ဩတကမာကြီးဆုံးတာ10နှစ်တောင်ပြည့်ပြီကိုတကမာအတွက်လှူတယ်ဆိုတော့တကမာပူကောင်းတာပေါ့ကွ တင်ပါဗျာ အေးဒါနဲ့ဘာဘယ်နေ့တော့ ဟောလာမဲ့တောက်ကြနေဆုံးပါဗျာ အော်နေစုံ တင်ပါ ဘုန်းကြီးကဘယ်နှပါ 9ပါပါဗျာ 5ပါအေးစိတ်ချအရှင်ဗျာ ဟေး ဟိုစွန့်ချက်ဖို့အတွက်အိုးခွက်ပကံနေပါတပည့်တော်ငှားခိုင်းလိုက်ပါတယ်ဗျာ ဟောအေးဒါဆိုရင်ဟိုဆုံးသားဆောင်မှာကပ္ပိယရှိတယ်သူရှိမှာစရင်စရာနဲ့ယူပြီးတော့ထုတ်သွားလိုက်တေချာပြအပ်ပေါ့ကွာ တင်ပါဗျာတပည့်တော်တစ်ခါလေးယူသွားလိုက်ပါမယ် အေးဒါနဲ့တခါကြီးကိုပြောလိုက်အောင်ဆရာတော်ကိုယ်တိုင်ကြွမယ်လို့ပြောလိုက် အရှင်ဘုရားကိုယ်တိုင်ကြွမယ်ပိုကောင်းတော့ဗျာ ဦးလေး ဟေးဟေး ဘယ်ကပြန်လာတော့ အာဆိုင်မှာဘုန်းကြီးတွေကြွလာတာအဲ့ဒါဆုံးကမလို့ဆုံးကမလို့ ငါးပါးကြွလာလားမလား တမိုင်းအမေငါမေးပြီးနှုတ်ဆက်နေတာဒီကောင် ဗျာ တမိုင်းမင်းကငါတတ်ချင်းတယ်ကွာမင်းပေးထားတဲ့ပြဿနာဒီမှာငါဘယ်လောက်ဒုက္ခရောက်လဲမလဲ မဟုတ်ပါဘူး မင်းကငါတတ်မယ်မင်းကငါတတ်မယ် မလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့လို့ တော်ပြီဟာအမေကကောမီတမိုင်းမင်းစက်ကြောင့်ဆုံးမင်းမငါကပေးတယ် ဦးလေးကျွန်တော်ချစ်လို့စားတာနော်ချစ်လို့စားတာပါဦးလေး ကိုယ်ရလေဦးလိုက်တာကွယ်လင်းပိုင်ရလေဒီနေ့မညို့ရက်လက်မလို့စောစောပြန်လာပါလို့ပြောတဲ့ဟာခုချိန်ထိကိုပြန်မလာသေးဘူးဟာကုန်လီရလေလေလဲမတိုက်ပဲနဲ့သူပင်ရလှုပ်နေပါလားဒီကောင်ရလေဘယ်တဝေထိုးနေမလို့မသိဘူးဘယ်သူနဲ့အိပ်ရမှာတော့ဟမ်နားရမေးချစ်လို့စားတာပါမေးရဲ့ ချွတ်လို့စားရတော့နေနဲ့ဒီမှာအဲ့ရတယ်မှာငါတိုင်းတော့ထွက်ကုန်ပြီအဲ့သေးတော့ဒီမှာနေမဲအဲ့သေးတော့ဒီမှာနေမဲကိုရမောင်ဟိုစီးပြရလဲရှုပ်ရှက်ကိုခတ်နေတာပဲနော် မမဒါတွေကအကျန်းနေလေပြီးမှကျွန်တော်မမကိုချောပြန်လုပ်ပြီ တားစီရပါလားတားလီတားလီကမိစီဘယ်တော့ပြန်လာမှာလဲ အဲ့ကိစ္စပဲပြောဖုန်းဆက်လိုက်တာဒါအကြောင်းလေးပြီးပြီဆိုတော့နောက်ဘက်ထပ်ပြန်လာခဲ့မလို့လေအာအမေ1000လို့လန့်ပြောတာ ဝမ်းသာတော့ငါသားရဲ့တားဘန်ကောက်ကနေပြန်လာပြီဆိုရင် duty free ကနေပြီးတော့အမေကြိုက်တဲ့ရေမူလေးဝယ်ခဲ့ရမယ်ဟိုပြီးတော့ရန်ကုန်အိမ်မွေးနဲ့နော်မိစီတန်းလာမယ်နော် ဟုတ်ကဲ့ပါအမေစိတ်ချနော် အဲ့ဒါတတာနော် ဟုတ်တတာအမေ မမတားစီရလားဟုတ်မမတားစီရလား ဟုတ်တယ်ကွာမောင်
ကျမသားနောက်တစ်ပတ်နေပြန်လာတော့မယ်တဲ့ ကောင်းတာပေါ့ ကောင်းတာဘောလုံးမနေနဲ့ကျမကိုဒီမှာဆက်လီစင်းနေနဲ့ဒီ9နိုင်ချင်းတွေကိုခွဲပြီးတော့တီးတန့်လာဖို့ပြီနော်ကျမကြည့်ရတာဒါရှုံနေတယ်ပြီးတော့ဒီမှာဆက်လီတွေကိုထည့်ဒီဇယ်ဘိုးတွေကကြောက်ခပန်းလေးတွေကိုများနေပါလား တက်စေးနေဝယ်ထားလေမမရဲ့မနေ့ကပေါက်စေးနဲ့ဒီနေ့ပေါက်စေးအောင်တူတာမဟုတ်ဘူးစီစေးရလေဒီတက်တာတောင်ကြောက်ဖို့ကောင်းတယ်မမရဲ့ ထားလိုက်ပါတော့ကျမလည်းလုပ်ငန်းတွေအကုန်လုံးလိုက်မကြည့်နိုင်ဘူးဆိုတော့ကျမသာပြန်လာရင်တော့လေကျမလုပ်ငန်းတွေဦးစီးခိုင်းရတော့ မမကျွန်တော်ယုံကြည်မရှိရ အဲ့လိုသဘောလည်းမဟုတ်ပါဘူးကိုယ်မောင်ရဲ့ဒါမဲ့ကျမယောက်ျားထားခဲ့တဲ့စီးပွားတွေကိုတော့ကျမလက်ထက်မှာမတိမ်ခေါ်သွားချင်တာတော့အမှန်ပဲ မမပေါ်မှာကျွန်တော်ဘယ်လိုသဘောထားလဲဆိုတော့မမရိပ်မိတာမိမတယောက်တည်းမနိုင်မနှင်းဝင်ထုတ်ဝင်ပိုးဖြစ်နေတာကျွန်တော်လုပ်ငန်းကျွန်တော်အကျိုးစီးပွားရေးသဘောထားပြီးနေမအားညမလားကျွန်တော်စူးစမ်းပေးနေတာမမစီးပွားရေးပြကျွန်တော်လုပ်ရပါဖြစ်နိုင်ရင်မမကိုကျွန်တော် ကိုယ်မောင်လူမှုရေးနဲ့စီးပွားရေးတော့ခွဲထားပါရေပွဲတော့ရပြီရှင် ညီမလေးကိုကြီးတို့မှာထားတဲ့ဖားခင်နဲ့ကိုကြီးတို့မရသေးဘူးလား ဟုတ်ရရမယ်ရှင်ခဏလေးဆောင်နော် မလေးညင်မြန်လေးတော့လုံခုဆရာဖားကင်ဆိုတိတ်ကြိုက်တာဒါဆိုရင်စားကြည့်လို့တော့မသိဘူးပေအောင်ကြ ရှင်မစကားပြောတာ ဘာမှမပါဘူးကိုကြီးတို့မှာထားတဲ့အမီးလေးကြာနေလို့အေးကိုကြီးတို့ကအမီးနဲ့မတောက်တယ် ခဏဆောင်နော် ပန်းမွေအော်လက်ဖက်ရမင်းတို့ပဲပြီကြောက်ပါကြော်ပြီနော် ခဏလေးတော့ဆောင်အောင်နော် အေးပါ ဟဲ့ဟိုမှာကြည့်နေဘယ်လိုလုပ်ကြ အကြည့်ရှင်းပါ ဟဲ့လင်းမိုင်မင်းကလည်းအခုမှပဲပေါ်လာတော့တယ်ကွာငါပြောတာကြတော့မနေ့စောစောကိုကျွန်တော်ပစုံလာပို့ပေးပါမယ်ဆို ဟုတ်တယ်ဦးလေးမနက်ကကျွန်တော်ပစုံလာပြီးမပို့ပြစ်လိုက်ဘူးမနက်ကကျွန်တော်ဟိုဘက်ရွာဂျင်ဝမ်းအောင်ရောက်နေလို့ဦးလေး ဂျင်ဝိုင်း ဟုတ်တယ် ဟာမင်းကလည်းကြမ်းကြမ်းဖန်ဖန်ဂျင်ဝိုင်းနေပါဒီသွားလို့ ဟုတ်တယ်ဦးလေးမတော်သေးဘူးသွားလို့လားမသိပါဘူးရဲဝင်ဖိုင်းတာနဲ့တိုးလို့မနေ့ကထွက်ပြေးခဲ့ရတာဦးလေး ဟာကြည်စားရှင်းမင်း ဟုတ်တယ်ဦးလေးရေဂျင်ဝိုင်းတန်ရဲ့အဖေကိုတော့ဖမ်းသွားတယ် ဟမ်ပါဘော ဂျင်ဝိုင်းတန်ရဲ့မိန်းမဆိုလားဘာဆိုလားလည်းမသိကြသွားချင်းသွားကြလို့ဆိုပါးနေပဲတဲ့ပါးနေပဲတဲ့ သွားကြဆိုမှတော့ဟောနာမယ်ပဲကိုလွယ်ဘူးဟိုမင်းခုနမင်းကြီးမှာဘာမှထားတာ ဩလက်ပတ်တမင်းနဲ့ကြက် ဟောအေးလာလိမ့်မယ်ခဏစော့ သွားပြီဖုံးမိထား အိမ်မှာရှော့ကန်နေ ရှင်းဝိုင်းသွားမယ် ဦးလေးဟေးမသားထားကြပြီလားဟောစားပြီလားဟဲ့မဟုတ်သေးဘူးလေမင်းတို့မှာထားတဲ့ဖားခင် မစားဘူးဗျာ သွားပါကွာရော ဟိုရဘာလဲမစားဘူး သွားပြီ ဟဲ့ဖေရော ပါပါပြီ သွားပြီဟာငါတန်းပြောရတာနဲ့နင်းကိုကြည့်တာဒီနေ့မဖွင့်နေပြောထားတာဟုတ်ဟာနင်းခေါင်းမသွားဘူးလား ကိုရလေးမလိုက်တာလေ အဲ့လိုနေရလို့ရလား ရှားတာဗောအလူပဲဟာကိုလိုက်မှဖြစ်တဲ့ကိစ္စယူအလူလိုက်တာလေ အဖေကိုဖမ်းသွားတာမဟုတ်ဘူးလား ဟောဒီပါဇက်ကနေရှိမိုင်းလောက်ကြလိုက်ဘာပြားနေရတော့တာဒီနေ့တော့ချောင်းမပြေဘာဖြစ်နေရတော့တာ အဲ့လိုနေငိုးရတာလို့ ဒီမှာအကန်တပန်းပြောက်သွားလို့ကျုံတော့ကလည်းမရှိတော့ ဒါမနေတော့ဟာဟိုနေတော့ကျွန်တော်တို့ထဲလိုက်ပြီလား ဟုတ်တယ်အသွားမယ် အဲ့လိုသွားလို့ဘယ်ဖြစ်မလဲကျွန်တော်တို့ဂျင်ဝိုင်းဖွင့်လာတဲ့ဟာသူတို့ဝင်းခဲသလိုဖြစ်သွားမှာဗော တော့တက်လို့ရအောင်ပြကြအောင် ဟုတ်လား ဟေး ဥပဒေနေတိုင်းတွေ့တယ်တနခါခေါင်းကြောင့်ပြောရမယ် တနခါရဲ့ကောင်းကြောင်ဟာပြောပြမှာပေါ့ကွာတနခါဆိုတာကတို့မြန်မာတွေအတွက်အမတန်းကမှဂုံစရာကောင်းတဲ့ရိုးရာအပွင့်လေးတစ်ခုလို့ပြောရမှာနော်အဲ့တနခါကိုဘယ်ခေတ်လောက်ကတုံးလဲဆိုဘ
ပကံခစ်တော့ကစားတော့ ဥပေါက်ကြရင်ဘာကခေကိုပြီးလို့လား အဲ့တော့ငါ3နှစ်ထားလောက်ပဲရှိသေးတာပေါ့ဩပကံခစ်တော့ပြီလားခင်ဗျာလေဒီမှာပကံခစ်ရဲ့နိုင်ငံစေးပကြီးကားတွေကြောက်စာတွေမှာမှတ်တမ်းတင်ထားတာတွေရဆိုတာတနခါကိုတို့မြန်မာလူမျိုးတွေကနှစ်ချက်ချက်သုံးခဲ့တယ်ဆိုတာတိတာခင်ရှားလို့ပေါ့နော် ဟိုဒါဆိုဘာကခေမာတွေကမိမကြောက်တယ်လို့ရှိတာပေါ့ ဒါပေါ့တို့လိုကောင်းနေလေတနခါသူပေးရတာပေါ့အာဒီကောင်လုံးလာပြန်ပြီကွာဒါပဲနဲ့တနခါကလေရွှေဘိုးတနခါတော့နာမည်အကြီးဆုံးပဲဗျာ ရွှေဘုံတနခါတော့ညာရန်ကုန်လိမ့်မှု ဟိုပါတယ်ဟဲ့ ရန်ကုန်တနခါတော့ညာရွှေဘုံလိမ့်မှု ဒီတကြလိမ့်လိုက်ပါဘယ်မှာလိမ့်ပါလဲကိုရှောက်ယူနေတာ ခမရကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲဟမ်ကျုပ်အပြင်ကနေကြားလို့ဝင်လာတာတခုမှလည်းဟုတ်တာမဟုတ်ဘူး ဟာဘာလို့မဟုတ်မှာလဲငါစာပေကျမ်းကနေကိုသေချာလေးတိုင်းမှာကလေးတွေကိုသင်ပေးနေတာနော်မင်းကတနခါကြောင့်ဘယ်လောက်သိလို့လဲ ဘာလို့မသိရမှာလဲဒီမှာတနခါဆိုတာလေတဘိုရဲလာပြည့်နေမှာအဲ့ဒီတနခါတွေကိုမိဘုံရှို့ပြီးတော့မြတ်စွာဘုရားကိုပူဇော်တာအဲ့ဒါအညာဒေသရဲ့ဒလေးတစ်ခုနော် အဲ့တော်တော်မှုပါပဲနော် ဒါပေါ့ကွာမွေးကြိုင်းနေတာပဲနော်အေးအဲ့ဒါကြောင့်မလို့တဘိုရဲလာပြည့်နေကိုမြမတနခါနေဆိုပြီးတရားဝင်ကိုတတ်မှတ်ထားတာနော်မင်းတို့ကောင်တွေတေချာမှတ်ထားကြ ငါတက်ထောင်သိနေသေးတယ် ငါသိတာဗောနော်အဲ့လောက်တန်ဖိုးကြီးတဲ့တနခါကိုလေခမည်းမိမလိမ့်မို့တော့နေ့တိုင်းသွေးပြီးနေရတာဟမ်ခမည်းမနှမျောဘူးလား ဘာလို့နှမျိုးမလဲငါချင်းလို့ငါသွေးပေးတာလေ ဘာချစ်တာလဲခမည်းကြောက်တာ ဩဘာကြောက်စရာကြီးလဲမိမများဓမ္မဟောခင်ဗျာ မရှောက်ဘူးလားခမည်းကလေးတွေချင်းဟမ် တနခါသွေးရပါသူစကားတွေများနေ ဟိုသွေးထားပါတယ်မိမဒီနေ့တိတ်လာလိမ့်မယ်ကိုတိုင်းလိမ့်နေမှာ ဒီမှာကြောက်တယ်ဟုတ်မိမခိုင်းတာလို့ မင်းတို့ကတခါတော့ငါမိတော့မယ်နော် ဥပေါက်ကြရင် ဟေး မဟုတ်ဘူးပဲဆိုပြီးတော့လေဗျဘောလုံးကံကိုရှိန်းထားပြီ ဟေး ဘုကဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူး အာဥပေါက်ကြရင်ပြောထားတယ်လေဗျသူပြောနေတာမဟုတ်ဘူးပဲလို့ပြောတာလား ဟောနင်တို့ကလေဒီနေ့ငါယောက်ျားကိုမြောက်ပိတ်ပြီးမဖိုးလာတောင်းတယ်မပေးနိုင်ဘူးပြန်တော့ မပြီးလို့ရပါလား ဟောဗျဟုတ်လားဒီလက်ရှိမောက်စားခြင်းနေပြီ ဩမင်းကဘာထိုင်းလုံးလဲသွားတော့လေ ဩသွားမှာပါနော်တိတ်ကိုဆရာကြီးလှုပ်ချင်နေတဲ့ကိုပေါချိုင်းဘုသူဒ္ဓရအောင်လို့လေဆေးဘက်ဝင်တဲ့တနခါအကြောင်းပြီးရင်ဆေးဘက်ဝင်တဲ့ထညက်ခဲအကြောင်းကျုပ်ကထပ်ပြီးတော့ပြောပြမယ်ဗျာ စေးဘဝင်တဲ့ထင်ကြခဲကြောင်းမဟုတ်တာ ဟိုကနားထောင်နေနေတာခမည်းကဘာဖြစ်နေမှမသိတာနော်ဒီမှာထညက်ခဲဆိုတာလေဆေးဘက်ဝင်ဝင်နေမကောက်ဘူးဒီကောင်ကအလှပကြီးကနေပတ်သက်လို့ရှိရင်အရင်ကအသုံးဝင်တာဗျာ ဟာလားအလှပါကြီးကတော့ထညက်ကအတုံးဝင်တယ်ပြောပြစမ်းပါဦး ပြောပြမယ်နော်ဒီမှာထညက်ဆိုတာလေအစာကြီးတယ်ဗျာရင်းချောင်းတယ်နော်ပြီးတော့ဂရွင်းရနံဆိုလို့ပျောက်စီတယ်တငင်းသည်ဗျာအဲ့လောက်နန်တာနော်စားပြီးလို့ရှိရင်ထညက်ခဲလေးသာထက်စားလိုက်အဲ့အနက်နဲ့အကုန်ပြောက်ပြီးတော့အဲ့ထညက်ခဲကိုလေအိမ်မှာအဆောင်ဖြစ်နေဆောင်ရမယ်ဆိုရင်လည်းနော်စုံတိုက်တို့နတ်တိုက်တို့အဲ့ဒီအတိုက်ခိုက်တွေအကုန်လုံးသူ့တန်ပြန်တာဗျာ အလှပါတော့ကောင်ထညက်ကိုဘယ်လိုတုံးပြရအောင် ပြောပြမယ်နော်အဲ့ထညက်ကိုလေကြောက်ပြင်ပေါ်မှာရေလေးနဲ့မပြင်းမကျဲလေးသွေးပြီးရင်တနခါလူးသူလေးလူးလိုက်နော်ဝက်ချန်တင်းတိတ်မှဲကြောက်အကုန်ပြောက်ဗျာ ထညက်ကအဲ့လိုတော့စောနာလား ဘလောက်စွမ်းလဲသိရင်ကိုယ်တိုင်သာလိမ့်ကြည့်လိုက်နော်ဖြစ်နိုင်လေတကိုယ်လုံးကိုလိမ့်တင်တာအသားယူတင်းရင်းနေတာပဲကျွန်တော်အမေလေအသားဖြိုခွေးနေပဲကြည့်ပါလားအမေကထညက်ကိုအဲ့လိုလေးသွေးပြီးတော့နေ့တိုင်းလိမ့်တာ ဟဲ့အစိုးရမသိဘူးတော့ဒီညတော့စမ်းကြည့်အောင်မယ် 不要再给。 ဟိုလပိုင်းဆိုတဲ့ကောင်လေးလက်နောက်ထညက်တွေတေးထုတ်လိုက်ထူးကြတယ်ပဲဆိုရင်လေးလိုက်တာ 再搞瓜，俺们这个。 ဘလို့ပြီးတော့တိုးနေတာလဲလို့ ဒီဘက်ကိုသွားလို့ရှိရင်ရေးဆုံးမှာဗော အော်ပင်ရတဲ့တင်းတဲ့ကောင်ကများရေးဆိုမှကြောက်နေသေးတယ်ကွာမင်းတော့မလုံနဲ့တော့မလုံနဲ့ မလောက်ပါဘူးကွာမလောက်ပါဘူး အယူပြီးလာလို့မကြည့်ဘူးလားအော်သူကဗျအယူတယ်ကွာအဲ့ဒါမင်းလို့ပြစ်တာမင်းလို့ပြစ်တာ ချစ်လို့စားတာပါကွာမင်းရတယ်တပုံဆရာကြီး ဗျာ တပုံလေးရိုက်ပေးပါဦး ငါလုံးလည်းမလာမနဲ့ဘာဖြစ်လို့ရိုက်ပြတော့အာ သူပါဗျာ လာ လာတယ် လဘာဟာဘာရှာတယ်ငါထမင်းကျွေးကွာ ဦးလေးကဘိုက်စားတော့လားပြီးတော့အဲ့ဆိုကျွန်တော်ထမင်းတော့ဝယ်ပြီးတော့ပြန်လာခဲ့လိုက်မယ်လေနော် အကြိုင်းမလုံးနဲ့နော်ချက်သားကြော်လေး မာစက်သားကြော်ကြိုက်တယ်သေးတယ်
ပေါင်းနေမှုတ်နေပြန်ပြီဘာလို့အုံလို့လဲကွာ တာနေစမ်းပါဦးဖိုးကျော်ကြီးကိုငါထမင်းကျွေးမလို့ ဘာအမေကြီးမ အချိုက်ဦးလေးဘာဖြစ်လဲလို့ဟာဦးလေးအဲ့လိုသွားနေလေအဲ့လိုသွားနေလေဦးလေးဟာယောဦးလေးဟာတော့လုံသွားပြီကွာ အော်မင်းလုံးလိုက်ဒါပြောကြီးပဲကွာ ဟာချစ်လို့စားတာပါ ဒါပြင်ချစ်လို့စားတာ ဟာဦးလေးဦးလေးသွားနေလို့သွားနေလာဦးလေး ဆက်မသွားနဲ့နော်ဆက်မသွားနဲ့နော်ဆက်မသွားနဲ့နော်ကျွန်တော်မလိုက်မလိုက်ဘူးလေ ဟဲ့လက်ပါဟာမင်းပဲပြေးမလဲ ကိုကြီးပြေးသွားမလို့လေ ဘယ်သွားမလဲမင်းရှိကိုလာတာကွာမင်းရှိလာတာ ဘာလာလို့တာတော့ ဟာမင်းငါမင်းမင်းတော့ကြီး မျက်နှာလေးကိုရဲနေရပဲပိုတော့ချောလာတယ်နော် ချောလာနေတော့လည်းဘယ်မှာမစငါမင်းမျက်နှာနုနုတူလေကွာပြီးတော့စိတ်တွေကြိုက်တာကွာ ပွဲစီကဘာလို့ကြိုက်တာလဲ နင်ပြောတော့ငါဖက်နဲ့သွေးလိုက်ဆိုတညာတော့ငါမှမအိပ်ရအောင် အဲ့ဒါကြောင့် ဟုတ်တယ် ဒုက္ခပါပဲဗျာကျွန်တော်ကနောက်တာလေကိုပေါ့ကျန်တော့ဘူးသူတာပြည့်စုံတယ်ကိုကျန်တားပါဗျာ ဩကွာငါစကားကိုမယုံမင်းစကားကိုယုံလိုက်လို့ဖြစ်တာ ကျွန်တော်စကားယုံအောင်ကျွန်တော်သူ့လင်မမဟုတ်တာ အရှူလိုက်လေဒီတော့မသိဘူးလားဘူးလေကျွန်တော်မသိဘူးလေ နှစ်ပိတ်သားဆိုတော့3သိန်း4သောင်းလက်ကောင်3သိန်း4သောင်းရှင်းပေးလိုက် ဦးလေးဘယ်လို3သိန်း4တောင်းလဲဗျာ3သိန်း6တောင်းပါတပိတ်သာ7တောင်းစေလေဦးလေး အဲ့တို့တိုင်းမှာတပိတ်သားကို9တောင်းနှစ်ပိတ်သားဆိုမှ3သိန်း4သောင်းပေါ့ကွာမင်းတို့ကျင်းနေလဲရောင်းခဲ့ရောင်းမကျင်းနေလဲမရောင်းနဲ့သဘောမင်းတို့ ဦးလေးရလေဗျာကျုပ်တို့ပေါက်ဈေးကိုမတီးဘူးဆိုလို့ရှိရင်လည်းထားလိုက်ပါတော့အခုကပေါက်ဈေးကိုလည်းအကုန်သိနေတဲ့ဥစ္စာဦးလေးတပိတ်သာ7တောင်းဆိုတာဒါမျိုးပေါက်ဈေးမဟုတ်သေးဘူးနော်ဦးလေး ထားလိုက်ပါကွာတခြားတိုင်မှာသွားပြောမယ် တိုက်တဲ့တိုင်ကိုသွားရောက်တော့ငါတို့တိုင်နဲ့အကုန်ဈေးညီပြီးသားတွေကြီးပဲမင်းတို့ကလည်းပေးလို့မရလို့မပေးတာပေါ့ကွာ ပေးလိုက်ပါဦးကမောင်ရဲ့သူတို့ဈေးကလည်းပေါက်ဈေးပဲဟာ ငါတို့ဘယ်တော့ပြန်ရောက်တာ မနက်ကပဲရောက်တာဦးလေးအပေါ်မှာငါးကန်နေပတ်ကြည့် ငါတို့ကဒီကဈေးကွက်ကမှမသိတာသူတို့တောင်းတလောက်ပေးနေရမယ်ဆိုသူတို့ဖြတ်တဲ့ဈေးနဲ့ဥတော့အများနဲ့ယူနေရမှာပေါ့ငါတို့ ဟာကျုပ်တို့ကလည်းမတန်တဆပိုတောင်းနေရမှာမဟုတ်တာဗျာပေါက်ဈေးပဲတောင်းတဲ့ဥစ္စာအတော်ကြီးကွာအောင်တော့ဟိုဘက်တန်တော့သွားမယ် အခုဒီပါအခုလိုချင်တဲ့8000ဈေးနဲ့ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာသွင်းပါ ဩပေါက်ဈေးရမှာတော့ဟိုဘက်တိုင်အပင်မခံရင်ဘယ်သွားမလဲဒီမှာပဲသွင်းမှာပေါ့ ကဲဗျာကျွန်တော်ပေးမယ် ငါတို့ဥဈေးဖြတ်ပြီးသားကြီးလေကွာဥဈေးဖြတ်ပြီးသားကြီးကိုမင်းကဈေးပို့ပြီးတော့ဥသိက္ခာချလို့မဖြစ်ဘူးလား ဟုတ်ပါမလားသိခါတရားဆိုတာသူများချလို့ကြားတယ်ရာမျိုးမဟုတ်ဘူးကိုယ်တိုင်သိခါမဲ့တဲ့အလိုမျိုးလုံးဝသိခါကြား ဟေ့ဈေးမှန်ပေးရလူတွေရှိတော့မင်းရဲ့ကမာတွေပါတခါလေးသွင်းခဲ့လိုက်ပါ ဩဈေးမှန်ပေးမှတော့ရောင်းပြီးသားပဲဟေး ရမင်းပါပြော ဩဈေးပို့ရတော့လေရောင်းမယ်လို့ပြောတာလေဟိုဥရဲ့မောင်ရကျွန်တော်တို့အမြဲတမ်းဈေးနေပြီးဝယ်နေရလို့ကျွန်တော်ပြောတာမဟုတ်ဘူးလေ ဟဲ့နင်းတို့ကွာ ပြောပါတော့ကွမ်းမဒီတစ်ခါတော့တားဖြတ်ပေးတဲ့ဈေးအတိုင်းပဲသူတို့ပေးလိုက် ကျေးဇူးတင်ပါတယ်ဗျာဟိုကိုကနေရဲပါဗျာဟုတ်ကဲ့ကျွန်တော်နာမည်လင်းမှန်ပါဗျာ ကျွန်တော်နာမည်လူမော်ရ နောက်ကိုအကိုရှိတဲ့အချိန်ပဲကျွန်တော်တို့အများနဲ့လာရောက်မယ်နော် ဒီကောင်းလေးပေါ့ အချိန်ရလာခဲ့ကျွန်တော်ဒီမှာဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ ကမချိန်မယ်အချိန်ကမရောက်ရအောင် တို့တောင်းတဲ့ဈေးကဖြတ်ပြီးလား ဈေးမှန်ပြီးနေတယ်မသေးဘောကြောက်ငါးတွေပါတခါလေးသွင်းလိုက်မကောင်း ဒါမျိုးကကုန်ရောင်းအောင်ပါလေ ဘူးဒါပတ်စံယူအောင်ရောပြီးမှရှင်းမယ်ခဏကြည့် ဟာကွာ လူမောမင်းညောင်ကြောက်မှုပြီးတော့ရောက်သွားတယ် ဟုတ်တယ်ကွာမနေ့ကပဲဒေါ်ရတနာတိုင်မှာငါသွင်းလိုက် မင်းတော့ဈေးလက်တိုင်းမို့လို့မင်းမို့လို့သွင်းတာကွာ ဟာအခုမနေတော့ဘူးကွာသူ့သားနေရဲရောက်လာကြတဲ့ဈေးမှန်ပေးနေတာ နေရနဲ့တွေ့လို့ပေါ့ကွာကိုအမောင်နဲ့တွေ့လို့ရလေမင်းအဘာဘာပါအော်ပါသူကလေအောက်ဈေးခွက်သေးရှိမှဆိုရင်အကုန်နှိုက်တာကွာအဲ့ဒါ မှန်လိုက်တာဗျာဇော်လင်းပြောတာမှန်တယ်လူမော်ကြီးအဲ့ဒီအမောင်ဆိုတဲ့အကောင်ကလေ အိမ်မနဲ့ဖုန်းတစ်လုံးနဲ့တထေးတွေဖြစ်ပြီးဈေးကစားရင်လည်းပဲတထေးတွေဖြစ်ချွေဝါတဲ့ဘွားတောက်ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စိတ်ကြီးကိုကြောင့်ပဲအားလုံးတထေးတွေဖြစ်ခေကောင်စပွင့်တာနဲ့ဖရီနော်တာကြီးမန်ပါတဲ့နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးဘူးချိုင်များတဲ့ချီလီ
BG slot များငါပြစ်မလားဘောပွဲနဲ့ကစီနိုတွေစော့ကစားတွေကြောင်ရင်ဘေးရှောင်းဒါကကျင်လေးကောင်ကကြမအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားရမရှိဝေသူငွေထုတ်အရန်ကိုမြန်စကီကို slot ကစီနိုဂိမ်းများဆောက်ရမ်းတယ်ဒါပဲလေ သူများပေါ်မှာကြော်မယ်ခွမယ်တပတ်ရိုက်မယ်အဲ့ဒီလိုတွေညစ်တီးညစ်ပတ်လုပ်ပြီးတော့မှဒီမန်နေဂျာဆိုတဲ့နေရာကိုဒီကောင်ကရောက်လာတာမွေးလာကြတဲ့ကိုကသတင်းမှမကောင်းတဲ့ကောင်မင်းဘယ်လိုလုပ်ကောင်းနိုင်မလဲဟမ် အဲ့ဒါတော့ဟုတ်တယ်ဗျာကြေးလုတ်သားတွေရဲ့သွေးနဲ့ချွေးကိုမင်းရှိတ်လုပ်ပြီးမင်းရှိတ်တောက်နေတာအဲ့ဒီလူက အဲ့လိုသိထားမှာကွာနေဦးမင်းခုနပြောတဲ့မှာဗါတယ်မယရနာရဲ့သားနေရဲဟုတ်လား ဟုတ်တယ်လေ ဒီငါအခုမှသတိထားမိတာကွာနေရဲလေးကအဲ့ဒီကလေးငယ်ငယ်တော့ငါတွေ့ဘူးတယ်အခုဆိုရင်တော်တော်အရွယ်ရောက်တော့ပြီအရွယ်ရောက်မှငါတခါမှမတွေ့ဘူးသေးဘူး ဘယ်တွေ့ဘူးပါမလဲ तू ကထိုင်းမှာကြောင်းသွားတက်နေတာပြန်ရောက်တာမကြသေးဘူး မင်းတို့ငါစီကလူတို့ရမယ်လူတို့ရမယ်ထင်လို့လားဟဲ့အောင်လေ ဟာဒါပေမဲ့ तू ကသဘောတော့ကောင်းနေလား ဟာမင်းကလုံးပြန်ပြီချိန်ကားလေးတောင်မဆောင်တော့ဘူးเนาะချက်ချင်းကိုချီးမွမ်းတော့တာပဲနည်းနည်းလေးစောင့်ကြည့်လိုက်ပါဦးကွာရတနာရဲ့သားဘယ်လိုလုပ်ပြီးတမတ်ကြနိုင်ပါလဲဟမ်စောင့်ကြည့်လိုက်ကြောင်းကြရေမငုံနိုင်ဘူးရွာအဝင်ကောင်းလို့အဲ့ဒါခေါင်းပေါင်းစားတလူလူနဲ့မန်းတက်တိုင်တက်ပြတဲ့ကောင်ဟာရောက်ပါမလေးဗျာဘာတော့ဟာခလဲဘောလုံးဒီမှာငါဆိုင်ထဲဝင်လာပြီကွာမင်းတို့ကွာကြည့်ကြလက်ခံကြအောင်ပါပေါ့ဒုက္ခပါပဲအကုန်လုံးထိခိုက်ကြအကုန်လုံးပွားကုန်လိမ့်မယ် 我靠，怎么搞呀？俺们搞呀，我来玩耶！你在那，今天不玩不？ အေးပါဖြည်းဖြည်းပြောပါငါကောက်ပေးပါမယ်ယူပေးပါမယ် 我搞呀！ တော်ဆူရဲကောင် တနာ ဟိုရော့ဗျာ အိုးအာဘီကလေးဘူး ဦးလေး ဘာလဲ ဘောလုံးပေး မပေးဘူးကွာမင်းတို့ပေးလိုက်လို့ရှိရင်ဒီဘောလုံးကကန်အောင်ပါကန်လို့ရှိရင်ငါဆိုင်ထဲဝင်လာမယ်ဝင်လာအကုန်လုံးပကံနေရှိတယ်ကွာကွဲကုန်လိမ့်မယ် ဟောပေးလိုက်စမ်းပါဦးလေးရောဆက်တော့ ဒီကောင်ခါလာထိုးတယ်ကွာဘာကောင်မှမသိဘူး ဦးလေး ဘာလဲ ချက်စုမအောင် ဟေ့လုံးပြန်ပြီငါသမီးကိုချဲစုမလို့မခေါ်နဲ့လို့ငါမကြိုက်ဘူး ဟဲ့လက်ပိုင်နင်ကလည်းမလာလိုက်နဲ့လာတာနဲ့ပြဿနာရှာမယ်ဆိုတာကြီး လင်းပိုင်ဟဲ့လင်းပိုင်နော်နင်ကဘယ်လိုတွေခေါ်နေရလဲချက်စုမငါ့ကိုကြိုးစင်းတပူယူပေး ဟဲ့အကျွေးတော့မရအောင်တော့ လက်ငင်းပါဟာနင်ကလည်း ဟေ့ချက်ချင်းလိုက်လာမယ်ဆိုပြီးဘာဖြစ်လို့ကြာတယ်မင်းက အမေ6ရောက်နာနေလို့ငါစေးလူနှိပ်ပေးနေရလို့ ဩတားလိမ့်ပါလေပေါ့ဟုတ်ပါပြီညွန့်ညစ်တာခံယူမဲ့တားလေးဒီနေ့ဘသူ့ကိုဒုက္ခပေးဖို့စဉ်းစားထားသေးလေခင်ဗျဟမ် ဒီနေ့ကတော့9ရက်သားသမီးစိတ်ချမ်းသာအောင်ငါဘသူ့ကိုမှဒုက္ခမပေးဘူးစဉ်းစားထားတယ် တာရုပါဗျာတာရု တာရုစုခေါ်မနေနဲ့9ရက်သားသမီးထဲမှာရာဟုမပါဘူးဒီတကသူ့ဦးလေနောက်ချက်စုမှာ ဟဲ့နင်ငါ့ကိုချက်စုမလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမှာ ပေးပါချက်စုမလို့ခေါ်တာမကြိုက်လဲချက်ဖောင်းမလို့ကြောင်းခေါ်မယ်နားရဲဟာနေနော်ရောက်ခမရှိမှာငါ့ကိုအနိုင်မကျင်းဘူး ဘာရောက်ခမလဲမင်း ချစ်လို့စားတာဦးလေး အဲ့ဒါကငါကြောက်တာချစ်လို့စားတာတဲ့အဲ့ဒါဆိုသတိထားနော်သမီးဟေးခါခွာခွာနေ ဟဲ့နင်အေးလည်းမေးပါလား အဲ့ဒါအဖေကိုပြောအဖေရေခဲတက်တာမွဲပေးတာ ဩငါပဲလဲလာပြန်ပြီကွာရေခဲတက်တာကိုမဆွာသားပါနဲ့ तू ငါ့ကြီးပြောနေတာမင်းတို့ကလည်း ဟဲ့ချက်စုမညဘောလုံးပွဲလေးကပြန်ကြည့်လို့ရအောင်လို့ TV လေးပါဖွင့်စမ်းပါနင်ကလည်း မဖွင့်နိုင်ဘူးဟေးမဖွင့်နိုင်ဘူးလက်ဖက်ရည်လေးတစ်ခွက်အေးလေးတစ်ဘူးတောက်ပြီးတော့မြတနေ့ကောင်ထိုင်ကြည့်တော့မှလေလုံးဝမဖွင့်နိုင်ဘူး ဟာမလေးမင်းသမီးနဲ့ငါနဲ့ညာလုတ်ပြန်ပြီကွာဒီဘောလုံးကဟောကလေးတွေပြောလို့မကောင်းဘူး ဟာလည်းတစ်မျိုးပဲ ဟောဘလူကလေးတွေမှမသိဘူး တွေ့မယ်တွေ့မယ် ချာကွာပြီးတာပဲ ဘာတူလဲ ဘာတွေဖြစ်ကုန်လဲ ဘာတူလဲအဲ့လား ဘသူကမှလေအဲ့ဒါဒေါ်ရတနာရဲ့တာနေရဲဟာအာနာစရာကြီးဟာ အဲ့ဆိုငါဘယ်လိုလုပ်ရမှာလဲ ဘယ်လိုလုပ်မှလဲနင်းလို့ထားနင်းတော့တောင်းမှန်ပေါ့ဟိုမှာဘောလုံးမှန်ပြီးမျက်လုံးကန်းသွားလားမသိဘူးဟိုကရဲစခန်းတိုင်းနင်းတို့တားဖားနေတော့ထောင်ကျသွားမှာနော် အေးလေဟာရောငါဘာကြောင်းပါလားကွာဒါလေးမှန်တာနဲ့မင်းကလေ နင်ကလည်းအဲ့လိုတိတော့မစိုးသေးပါဘူး အေးလေ ဟဲ့ငါတို့တော့တောင်းမှမို့နင်သိရဆိုလိုက်ခဲ့ပြီနော် အေးလုံးလို့ ဒီ ပေါ့ ပါလိုက်ခဲ့ပြပါမယ်ကျွေးသိမ်းဖို့ငါမရှင်းတော့ဘူးနော် အိုးကျုံဟာကျွဲစိမ့်ဖို့ကြာမပြီးဘူးလားငါအကြထောင်ထဲထည့် စတာဟုတ်ပြီ ဟမ် ဟဲ့ဖြစ်ပါမလား ဖြစ်ပါလေဟာဘာမှစိတ်ပူမနေနဲ့နော်နင်းအလုံးစုံကြ3နှစ်ပဲဒါမှမဟာ ဟာဟေး3နှစ်ပဲ ကိုနေ
ဟိုအရင်အမြတ်နာသွားလားဗျာကျွန်တော်အားနာရတာဗျာ ရပါတယ်ဗျာကြီးမားဖြစ်တာမှမဟုတ်တာဗျာကျွန်တော်လည်းရုပ်တရက်ဆိုတော့လန့်သွားအုံသီးများကြွေကြလား ဟုတ်တယ်ဒီပေါက်ကြော်မှလေမိမဖြစ်ပြီးဘောလုံးကန်ကျင်နေတာအဲ့ဘောလုံးစွတ်ကန်ထဲတာလားမှန်တာ ဟဲ့နင်ပြောတော့ငါဝိုင်းရှင်းမိမယ်ဆို ငါအခုရှင်းပေးနေတာလေနင်ကလေ ဟိုပတ်မွေးတောင်းမှမာတယ်နော်ဟိုအဲ့ဒါသူ့ကြောင့်လေသူ့ကိုဒေါသထွက်ပြီးတော့ဘလုံးကန်လိုက်မိတာ ရပါတယ်ဗျာတောင်းမှန်စရာမလိုနောက်လေကြုံမဲ့လူတွေဗျာနော်ဒါနဲ့ကျွန်တော်နာမည်နေရဲပါတော်ရဲနားရတာ ကျမပတ်မွေးမှာ ကျွန်တော်ရှင်းပြပြီးပါပြီသူကဘသူ့သားပဲဖြစ်ဖြစ်လေမတောင်းမှန်နိုင်ဘူးတဲ့ပေကက်ကက်လုံနေတာအဲ့ဒါအတင်းဆွဲခေါ်ပြီးတော့တောင်းမှန်ခိုင်းရတာ ဟဲ့နင်ဘာတွေရှောက်ပြောနေတာလဲဟို तू ပြောတာတွေမယုံနဲ့နော်ဟိုအဲ့ဒါတကယ်မဟုတ်ဘူးအော်ဟိုစိုင်းနှဝင်ပြီးအေးလေးပါလေးတောက်ပါဦးလား မတောင်းနဲ့သူတို့ဆိုင်ကအေးအေးကမအေးဘူးသူတို့ဆိုင်မှာရေခဲတက်တာမရှိဘူး ဟိုသပိုင်နင်ဘလို့ဖြစ်နေတာလဲနင်မစပိတ်ထားလိုက်တော့ ကိုလည်းမှတော်တော်ပြောတတ်တာပဲ ပျော်တတ်တာမဟုတ်ဘူး तू ကကြက်တာ तू ကငကြက်သိလားတတိထားတော့အကြက်ခံ ကဲပါအဲ့ဆိုရင်ဆိုင်အောင်နောက်မှလာခဲ့မယ်ပြီနော်အခုတော့ဟိုဘက်ကန်းကြီးပဲတစ်ချက်တော့ကြည့်လိုက်အောင် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်နင်နော်နင်နော်ငါရှင်းပြတာကောင်းလို့နင်1300နဲ့မကြတာနော် အာနေရှင်းပြလာလဲအခုလို့ဖြစ်ရလေနင်းကြောင့်နင့်ငါဒေါသထွက်ပြီးဖြစ်သွားတာလေ ငါကြောင့်ချက်စုမှာသူ့အပြစ်ကိုယ့်အပြစ်မလုံးနဲ့နော်အဲ့ဒါလူချင်းဝက်နဲ့မညူနေမှတ်တာ အော်မသေနာကြလူချင်းဝက်လေးပါလေးနဲ့သေရမယ်ငါလုံးလိုက်ရ အမလုံးလိုက်ရလေးပါလေးနဲ့လာလေးနင်ဘာလို့ချင်တာလဲမြို့သားဖနှစ်ယောက်ပေးတယ်လာခဲ့လာ နင်ရောလေ လာခဲ့နင်ဖိမထပ်ခေါ်တယ်လာ ရှင်နာနေတယ်တော့ တော့ကရပြေးမှာလို့ဟဲ့ဘာလို့ဟဲ့လုံးနေတော့ဟဲ့လုံးနေတော့ပြောနေလို့အမနားရဲဟဲ့မလုံးနဲ့လေမလုံးနဲ့လေဟာဟဲ့နားရဲမလုံးပါနဲ့မလုံးနဲ့ ဘာဖြစ်လာလဲလို့ဟာ တောင်းပြင်မယ်နော် ငါဘွားလေကွာစိတ်ကူးလေးရှင်ရတော့မဖိတ်တော့ဝက်စင်တော့ဝက်နေ ခဏရောက်တော့မယ်ဆရာဖက်ဒီဘာဖြစ်လာလဲကွာဟောဒီမှာပန်းကခုတ်ပြီလို့ဒီကောဟာဆရာမရှိဘူးကွာဟိုဘက်ကျမှမွေးလူနာရှိလို့လာပင့်သွားတယ်ဟာဒုက္ခပါကွာဟိုမှာတွေ့ရအရန်ထွက်နေပြီကွာဟောဟဲ့ဒဏ်ကအကြီးပဲနော်သွေးထက်လုံပြီးသေသွားမယ်ဟုတ်တယ်မြို့စင်းကိုပို့လိုက်လေကွာဟောမြို့စင်းကိုသွားပါလေဘယ်ကောင်းနဲ့သွားမှမသိပါဘူးကွာဒုက္ခပါဟာကြောင့်ဦးမင်းတို့အိမ်မှာကားရှိတယ်လေကွာဦးမင်းတို့ရမေးပြီးသွားပြီလူမှမရှိကြဘူးကွာဟောကွာရင်မဲ့ကွာဘာဖြစ်လာလဲ ခဏလေးဘာဖြစ်လာပန်းကားကုန်းပြီလို့ဟာဒဏ်ရများလာရဗျဟုတ်တယ်ဆရာလည်းဟိုဘက်ရွာမွေးလူနာကြီးရောက်နေလို့လေမြို့သွားဖို့ကြောက်လေကားခက်ခဲဖြစ်နေလို့ကားခက်ခဲဖြစ်နေကားမရှိဘူးလားအဲ့ဆိုကျွန်တော်ကားနဲ့ပဲတင်လိုက်တော့လေနော်တင်လိုက်ဖို့ ဒီလောက်ဖြစ်နေတဲ့ဒဏ်ရာယူအမိကားပေါ်တင်သွေးတွေအမိကားပေါ်ပေးကုန်မှာပေါ့ မေဒီမှာသေးရှင်ဖြစ်နေရလေတွေးတော့လည်းမတကူဖြစ်သွားဘယ်လိုလုပ်မလဲမေကဲပါဗျာလာကားပေါ်တင်လိုက်လို့လားကြည့်ပါဖြစ်ပါတယ်ဗျာခေါ်ပါဗျာလာဟုတ်တယ်လားခေါ်ငါနီးနေပြီလမ်းလျှောက်သွားလို့ရလင်းပြီတာပြန်လာတော့မယ်မလာခဏရင်ဒီဘက်ကိုသွားပြလိုက် ဟုတ်လားဟာငါဖြင့်နားရှိလို့သာကြားရတယ်ကွာယုံတော့မယုံနိုင်ဘူးဘာလဲဒီကောင်သူ့အမေကိုလမ်းပေါ်မှာပြစ်ထားခဲ့တာဟုတ်လား ဟုတ်တယ်ဦးလေးသူတို့အချိန်မကြင်လေတင်ထုံးဘောကတွေးတော့မတွေးရဘူးတွေးထွက်တော်လွန်နေတာ ဟိုကိုတွန်းတွန်းတွေလိုတဲ့သွေးကိုလည်း तू ပဲလူပေးခဲ့တာဆို ဟုတ်တယ်ပန်းမွေးတင်ထုံးသူရလေ AB သွေးရှားမှရှားပဲကံကောင်းညင်တော့အခုလေးသူရဲ့ AB သွေးဖြစ်နေတယ်ငါတော့ဒီကလေးကိုအပြစ်တင်စောပြီးနေတူပါရဲ့ကွာမင်းတို့ပြောသလိုဆိုရင်ဒီကောင်လေးကတော်တော်စိတ်ထားကောင်းတဲ့ကလေးပဲကွာ ဟာစိတ်ထားကောင်းတာတော့ပြောမနေပါနဲ့ဦးလေးရဲ့အခုဆိုရင်လေတခြားတိုင်းမှာသွင်းနေတဲ့လေသမားတွေတောင်မှအခုလေးရဲ့စိတ်ဓာတ်ကိုသိပြီးကိုနေရဲဆိုပြီးကျွန်တော်တို့တိုင်မှာပဲလာသွင်းကြတော့တာဗျကိုအမောင်ကြောင့်ဘေးရောက်သွားပြီဗျာဈေးတောင်ဖြတ်လို့မရတော့ဘူး ဟုတ်လားအိုး ဟာပြောရဆိုရင်ကိုလေး တပည့်တော်လေးပါလေခေါ်စမ်းမအောင်ကွာ ဟ
အခုပဲအကိုလေးကြောင်းပြောနေတာကိုလေးဟာလားမဦးကျော်ဆောင်ကြီးကတခုခုတော့ပါဦးနဲ့လက်ဖေးလေးပါလာပါကိုလေးအားနာတယ်ဗျာလာပါဟုတ်ကဲ့လာပါဗျာဟုတ်ကဲ့လားထိုင် ကိုလေးထိုင်အေးအဲ့ဒီဘာသုံးဆောင်မလဲဘာဆောင်မလဲပြော တော်ပြီဦးလေးအိမ်မှာမနှက်စာစားလာတယ် အေးဟုတ်ပြီဦးကလေမင်းငယ်ငယ်တော့မြင်ဘူးလေကွာအခုဒီရွယ်ကြီးရောက်မှအခုမှပဲစုံပြကြတော့တာဒါပေမဲ့ငါသားရဲ့မင်းတရေကတော့လေတို့ရွာလုံးကိုမွေးနေတာပါဗျာ ကိုလေးဦးကျော်ဆောင်နဲ့ဒီပင်လည်းဗျာစားတော့ဆိုင်ကြီးပိုင်ရှင်မော ဟုတ်ကဲ့မင်္ဂလာပါ အေးပါဗျာမင်္ဂလာပါ သူကတော့ပန်းမွေးနဲ့ဦးလေးရဲ့သမီးလေ သိတယ်ဟိုနေ့ကစုံပြီးသွားပြီ ငါတို့ကရွာကိုအလဲပြန်လာတာလားဟာလား အလဲလာတာမဟုတ်ဘူးလေအမေကသူ့ရဲ့လုပ်ငန်းတွေကိုဦးစီးပေးပါဆိုပြီးတော့လှမ်းခေါ်လိုက်လို့ရောက်တယ် ။အော်ကောင်းတာဗော။ကိုမိဘရဲ့လက်ငုပ်လက်ရင်လုပ်ငန်းဆိုတာကိုတိုင်းဦးစီးနိုင်လေကောင်းလေပဲ။ကောင်းလေ ကောင်းတော့ကောင်းတယ်ဦးလေးကဒါပေမဲ့ကျွန်တော်အမေရဲ့လုပ်ငန်းတွေကိုတိတ်ဆိတ်မှန်တာ ဟုတ်လား ကျွန်တော်တကယ်ဝါသနာပါတာမွေးပလဲလုပ်ငန်းကိုဝါသနာပါ ။အိုး မွေးပလဲလုပ်ငန်းကဒီမှာလုပ်လို့ရလို့လား ဒီမှာတော့မဟုတ်ဘူးဗျမွေးပလဲလုပ်ငန်းကိုမြန်မာနိုင်ငံမှာတွင်ကျယ်လုပ်တာကော့တောင်းတို့ဗုတ်ပြင်းတို့ပလောတို့မှာလုပ်တာများဗုတ်ပြင်းမှာဆိုလို့ရှိရင်ပလဲကျွန်းရှိတယ်ပလောမှာဆိုလို့ရှိရင်မလိကျွန်းရှိတယ်ကော့တောင်းမှာဆိုရင်တော့ရွှေကျွန်းရှိတာပေါ့နော်အမေပိုင်းနဲ့ကျွန်းကလည်းကော့တောင်းမှာဆိုတော့ကျွန်တော်တကယ်လုပ်ဖြစ်ရင်တော့ကော့တောင်းမှာပဲလုပ်ဖြစ်မှာ ။ဒီဗောဟုတ်တော့ဗော။စီးပွားရေးဆိုတာလေကိုလှုပ်ချင်တာနဲ့ကိုရဲ့နေရာဒေသလေးတွေကလည်းကိုက်ညီအောင်မဟုတ်။ကောင်းပါတော့သားရဲ့ ဟုတ်ပြီ ညီမလေးတမွေးဘိုးတို့ကြီးခဏလာပါဦး ဘာမှချင်လို့လဲ မှာတော့အကျွေးကြီးလမ်းမှာပါလားဒီနောက်ရောက်မှာပါဗော ။နေဒီသွားလိုက်။အဲ့ထိုင်အောင်ရော ရတယ် ။ကဲအဲ့ဒီဘာမှလည်းပြုတ် ဟာဦးလေးကမှားမှာအများကြီးပဲဦးလေးကတက်ကြီးလीမှတ်နိုင်မှာမဟုတ်တော့ပန်းမွယ်လေးကို ။ကဲကွာဟိုငါတို့တောက်ဆရာရှိတာလေတောက်ကြပါ။အေးစေးတောက်ပါကွာ။ရစ်တော့မရစ်ကြပါနဲ့နော်။ ဟာသူတို့ကဘာကြီးရနေလို့ကိုလေးရတာဆိုလို့ရတာကိုဆိုင်ကိုမြင်နေတာစားတော့နေဧည့်သည်တွေကိုယူဆက်ဆံတာမဟုတ်ဘူးနော်သူတို့ကလည်းစိတ်မရှိကြဘူးတန်းပွင့်လေးနေတာရောက် ဟဲ့အောင်ပန်းမွင်လေးနဲ့မလုံးနဲ့နော်ငါသမီးကပန်းမွင်ဆိုတာမင်းတို့သိပြီးသားကိုပြောတဲ့စကားတွေကစင်စင်ချင်းပြောကြမင်းတို့ ရှင်တို့ဘလို့ဖြစ်နေတာလဲပြဿနာမရှာနဲ့နော်တီးခတ်နေဆိုပြီးလွန်မလာနဲ့ အာစီကမလေးအစွာလေးပဲအာစီကတော့အကြီးတဲ့အမျိုးပို့ကြမယ်လို့ဟဲ့မင်းခွေးစကားပြောတာဦးလေးပါကျောက်ပါနဲ့ကြာလူကြီးကိုညတော့ပြမလုပ်ပါနဲ့ ဟာလည်းဆရာကြီးလား ညောင်ရေးစိတ်ပြောနေတာအေးစိတ်မပြောတော့ဘယ်ဘာလို့ချင်လူလေးအော်ဒီဝဲလာတာမလုံးကြနဲ့တော့ငါပြန်လာခဲ့လာမခိုင်တာဟဲ့ခိုင်တာငါဘုံမှာဒါဆောက်ပြီးဆောက်ရတယ်လက်ကတော့ဟိုနွားလိုကောင်ကြီးကိုထိုးထားတာငါတော်နာနေတာ မရိုင်းနေကုန်လေကွာငါမရှိလို့ဟာ နင်ရှင်ရောနင်ကသူတို့တောင်းမှန်မလို့လား ဟာဘာဖြစ်လဲတောင်းမှန်မှာလဲဒီမှာလင်းမိုင်နော်ငါအဲ့လောက်ထိသွေးမနေဘူးဒါနဲ့ပတ်ဝင်ကိုနေရဲရောဘာဖြစ်သွားသေးလဲ သူလည်းနည်းနည်းတော့ထိသွားတာပေါ့ဟာ ဒီကောင်တွေကွာကြွားထဲမှာလေလောင်းစားထိုင်လို့လူမိုက်တွေမွေးပြီးအကုန်လုံးလိုက်ပြီးလူဝဝနေတဲ့ကောင်လေးဟာနောက်ကငါနဲ့တွေ့ရင်သေဖို့သာပြင်တာအဲ့ကောင် တွေ့နေစမ်းပါနဲ့ကွာဒီကောင်တွေနဲ့မင်းဖက်ဖြစ်မနေနဲ့အလကားကောင်တွေနောက်လေဒီကောင်တွေငါဆိုင်လာရတော့မှမဟုတ်ဘူး ပန်းပွင့်မင်းကြောက်မော်ရွာသွားရင်တတိထားဒီကောင်လေးရွာဖြတ်သွားမှာမင်းတယောက်လည်းမသွားနဲ့ဟာဒီကောင်ခေါ်သွားဒီကောင်မအားရင်ငါလိုက်ခဲ့မယ် ညဘာသက်လိုက်ပါလဲ ငါမလိုက်ရဘူးလား အဲ့ဒါမလို့လေငါတော်လုံးရှိနေတဲ့ဥစ္စာ အဲ့ဒီငါလည်းမင်းကိုအရင်လိုက်ခိုင်းတာ ရိုးရိုးပြောနေတာ အေးပါ ကိုင်းတော့ပါတော့မင်းတို့ကလည်းလေအလဲကြငါသမီးကိုစောင်းရှောက်နေကြတာဟာလားမင်းတို့ကသူ့ဖေတွေမို့လို့လားမင်းဒီမှာဖေးတယောက်လုံးရှိတယ်လေကွာငါစိမ့်မှာပါဘောကွာဘာကောင်တွေမှမသိ ဟုတ်ကဲ့ပါ ဦးလေးရဲ့ ငါရောင်တာတဲ့လာစောင့်နေ ဖြစ်လို့စတာပါဦးလေး အေးအဲ့ဒါကိုကြောက်တာမင်း
ဟုတ်တယ်ဟေး ကိုနေရတော့လာတယ်တော့ ဟုတ်လားအေးဟုတ် ခါရကြလိုက်ဟာဘယ်လိုလဲ ဟုတ်ပြီဘာဒီလဲကွ မနေ့ကကျွန်တော်ကြောင့်ပျက်စီးသွားတဲ့ပစ္စည်းလေးကိုအားနာလို့အစားထိုးပေးချင်တယ် ဘယ်နဲ့အစားထိုးပေးရမှာလဲငါသားလေကွယ်မင်းကဥဒုဘက်ကနေပြီးတော့အကုန်လုံးအကူကြီးပေးတာလေအဲ့ဒါဒီပါပေးစရာမလိုပါဘူးကွာလက်မခံပါဘူးပြန်သွားလေသားရဲ့နော် ကိုနေရမနေ့ကတော့တော်တော်ထိပါသေးလား ဘာမှဖြစ်ပါဘူးဗျာနေပါဟွာကျွန်တော်ပေးတဲ့ပစ္စည်းလေးကိုလက်ခံပေးပါနော် ဟုတ်ဗျာ ရပါတယ်ကိုနေရမလိုပါဘူးဆိုင်လဲတိတ်ပြက်စီရမှာမဟုတ်တာ အေးလေကွယ် ကဲပါပန်းမွင်ရလက်ခံလိုက်စမ်းပါနင်လက်ခံမှာဖြစ်မှာနင်မဆိုရင်ကိုနေရစိတ်ကောင်းဖြစ်နေတယ်နင်တို့ဆိုင်လေးပြင်ပေးဖို့ဆိုပြီးအဲ့ပစ္စည်းတွေကိုသူ့ကိုယ်တိုင်တကူးတကလိုက်ရှာပြီးဝယ်လာတာဗျာ အားနာစရာကြီး အားနာစရာမလိုပါဘူးအဲ့လေးကိုကြည့်လိုက်နော် တကယ်လက်ခံလိုက် ဟိုမှာတစ်ခါရောပါဖြစ်လိုက်ပစ္စည်းလေးတစ်ခါချပေးလိုက်ဟိုနားချလိုက် ကျေးဇူးတင်ပါတယ်မပြန်နဲ့ဦးနော်ဆိုင်မှာတစ်ခုခုစားပါအောင် မပြန်သေးပါဘူးဗျာတစ်ခါတဲလေးပါပြင်ပေးခဲ့မှာ မလိုပါဘူးကွယ်ဒီတဲလေးကဘာမှခဲစစ်လောက်ရတာလည်းမဟုတ်ဘူးပြီးသလောက်လည်းဖြစ်နေပါပြီမလုံးနဲ့ရ ကဲထိုင်ကိုနေကိုနေဒီနေ့လေဆိုင်မှာပင်လဲစားအစုံရတယ်ဘာစားကြလဲပြော လမ်းမွေးအဆင်ပြေရပါစေကျွန်တော်လည်းဗိုက်စာနေတော့ အေးစားမယ်ငါတို့အတွက်ဦးရိယလေးပေါင်းလုံးဆိုတဲ့ share ကိုချက်ကျွေးမယ်နော် ကျေးဇူးပါဗျာ အမိအောင်လေးကိုအဲ့ခံလိုက်အောင် ဟုတ်မလေးအဖေကလေပန်းမွှတ်ထထောင်မှာပို့ပြီးဟင်းချက်ကောင်းလေ ဟုတ်လား လင်းပိုင်မင်းကတော့ကြံရည်ဖြစ်တော့မယ်ထင်ပါတယ်မင်းကဘာလို့ဆိုလို့ရလဲဘာလို့ဆိုလို့ရမှာလဲဟိုမှာမင်းရဲ့ချက်စုမှာလေကိုနေရင်းနဲ့တူပြုံးပြောနေတာပဲဟဲ့မင်းမြန်ဖွင့်ပြောသိပြီနော်အဲ့လိုတော့မဟုတ်တော့ပါဘူးချက်စုမှာမနေ့တနေ့မှတွေ့တဲ့ယောက်ျားလေးတယောက်ကိုအလွယ်တကူအညာလွယ်တဲ့မင်းကြီးတော့မဟုတ်ပါဘူးအခုကလည်းလေသူ့ကိုကူညီထားလို့အလိုက်ထိုက်ဆက်ဆံတာမျိုးပဲဖြစ်မှာပါအေးပါကွာမင်းပြောတဲ့အတိုင်းဖြစ်ပါစေလို့ငါဆုတောင်းပေးပါတယ်တော်လေသမီးပန်းမွေလာသမီးလာသမီးလာ တော်လေဘာလဲလို့ မျိုးတယ်နေတာသမီး ဟင်းရောချက်ပြီးသွားတယ် ထုံးစံတိုင်းပေါ့တားပြန်လာတော့မှခင်းစားပါလာမှာကြီး အဲ့ဆိုရင်တော့အတော်ပဲဒီနေ့ဆိုင်မှာလေးတောတယ်တွေလာလို့စတိုင်းဟင်းချက်တယ်အဲ့နဲ့တော်လေးတို့အတွက်ယူလာတာ သမီးရဲ့ခဏဟင်းနေလာပို့အားနာလိုက်တာပြီးတော့သမီးရဲ့ဆိုင်တစ်ဖက်တည်းအားလာမဟုတ်ဘူး ရပါတယ်တော်လေးရဲ့ဒီနေ့ဆိုင်မှာလူပါတယ်လေ ခဏလေးနော်သမီးတော်လေးသွားထည့်လိုက် အော်မလဲပါနဲ့တော်လေးရဲ့လင်းမိုင်ဆိုင်ဘက်ရောက်တော့မှပဲသူ့ကိုထည့်ပေးလိုက်လေ ခဏလေးပါသမီးခဏလေး ရပါတယ်တော်လေးရဲ့ဆိုင်မှာလည်းအဖေကြောက်တယ်ဆိုတော့သမီးပြန်လိုက်တော့နော် ဟောအေးတာရုပါသမီးရဲ့ခုလိုတိတဲ့လိမ်မာတဲ့သမီးလားကို့သမီးလေးဖြစ်လိုက်တိတ်ကောင်းပါ သမီးကလည်းအမေမရှိတော့ဘူးဆိုတော့ဒေါ်လေးကိုကို့အမေလိုပဲသဘောထားပါတယ်သမီးပြန်တော့မယ်နော် အေးသမီး ခုလိုလိမ်မာရေးကြရှိတဲ့သမီးလေးငါချွေးမလေးဖြစ်လာရင်သိတ်ကောင်းပါအေးငါကောင်းပါလေဖြစ်ကုန်ရှိ နီလူတော့ရဲ့အယူခင်းညူရဲ့အမေဒါကဘာရင်လဲမီ စသားဟင်းလေးသားရဲ့ တားယူလာတဲ့ဟင်းစားထဲမှာစက်သားမပါပါဘူး ပန်းပွင့်လာပို့သွားတာ ပန်းဝင်ပို့ဟာဒီနဲ့ဆိုရင်တော့ထမင်းကတော့အများကြီးဝင်တော့မှာပဲအမေထမင်းများများချက်ထားရလား ဩရှိပါတော့ရှိပါ ညကလည်းမှုေးနေတာပဲဒီဟင်းနေတာဆိုလို့တော့နှစ်ပကံသုံးပကံလောက်ကတော့အตาလေးရှောင်းနဲ့ဝင်သွားမှာအမေရဲ့ စားမသာစားသမသားရဲ့အမေကလေနိုးစီကိုနှလုံးချက်တောင်ချက်ထားတာကျန်တော့လေညစာဘောသားရဲ့ မလောက်ဘူး
ညာကြရင်အမေထမင်းအောင်ဆက်ဆက်မှာသိကြတယ်ကောင်းလား ဟာ ငါ သားလေးအိမ်ထောင်ပြုတ်မစင်းသားသေးဘူး ဘလို့မင်းဝင်တော့မင်းကြတော့မင်း သားရဲ့အမေကအသက်ကြီးပြီလေအမေမျက်စိမမိတ်ခင်မှာငါသားလေးကိုမိသားစုစုံစုံလင်နဲ့အမေကမြင်ချင်တာသားရဲ့ပြီးတော့အမေကမြည်ချီတယ် မေမဆိုတော့မျိုးလေကုန်းကုန်းဆမ်းဆမ်းရောင်းနေလို့မြအမေချင်းနေရတာ အဲ့ဒါတော့ငါလည်းသိတာပေါ့ဟဲ့ဒီမှာအသက်ကြီးမှအိမ်အောင်ကြလို့ခလေးရရင်အဲ့ဒီခလေးကိုပြုစုပြောထောင်ဖို့ခက်နေမယ် ဟုတ်ပါဘူးနော်ဒါမေမအမြန်ဆုံးရအောင်ကြိုးစားမယ်ဟုတ်ပြီလား ပါဒါမိန်းမယူလို့ရှိရင်ပန်းဖို့လို့မိန်းကလေးမျိုးယူသိလားအမေကသူ့သမီးတော်ချင်ပြီလား အဲ့ဒါများမေယာသူ့ဖေရှိရလေအမေရဲ့ အာဒီကောင်လေးမအေးဘူး ဩအမေရတယ်သူ့ဖေရှိရလေသူ့ဖေစီမှာအမေတောက်လိုက်တောင်းပေးဒါကိုပြောတာ မင်းအပေါ်ကြီးပြောမယ်ပန်းဝင်ဝင်ရအောင်ယူပြ ပန်းပွင့်ကို ဟုတ်တယ် အမေရဲ့ပန်းပွင့်ဆိုရင်လွယ်မလွယ်နော် तू ကတောက်တစ်ဖက်သက်ကြိုက်နေတာတားတော့ပတ်ပြေးနေရတာ လေဟုတ်ပါပြီမင်းငါ့ကိုလက်တွေ့ပြ ပြမှာနော်မလာမဲ့စုံမျိုးဝဲကြလို့ရှိရင်လေအမေရွှေမအလိမ်မာလေးအိမ်ပါပြီလို့သာအမေမှတ်လိုက်တော့ဟောအမေ ဟေး အဲ့စုံမျိုးဝဲကိုလေနှစ်တန်းကိုလုံနေတာအဲ့ဘာလို့လုပ်လာလဲမင်း ဟောတားရဲ့အမေတို့ပင်လေရေလောက်သားတွေကလေကျမ်းမာရေးစီးပွားရေးကောင်းပြီးအနေရကင်းအောင်ဆိုပြီးတော့ပင်လေသမုတ်တိုင်ရဲမှာရှိတဲ့ရှင်ဥပကုတ်တမထေကြီးကိုစွန့်ကပ်ပူဇော်ပွဲတွေလုပ်ကြတာပေါ့တားရဲ့ ဩအဲ့ကြောင့်အိုးထဲမှာစံတွေရောစီရောဖျောင်းနိုင်တွေရောအမွှေးနိုင်တွေရောထိတ်ပြီးညောတာကိုဒါအခုမှသိတာအမေ လူအောင်စုံနေပြီအမေ ဟုတ်ပါရဲ့ စိတ်ချပါဘူးဟောတော့တက်ဆွဲပြီးတော့ပေါ့ဗျ ဟဲ့အိုးဘာလုပ်တာလဲ ဩနမူနာပြတာပါနင်းရတယ် ကိုရှိပြီတော့ဟုတ်လားအဲ့တော့ဟုတ်ပြီဂျာကြီးကျွန်တော်ပြတာတော့ဝိုင်းတာ လူအောင်စုံနေပြီ ပါလေအဲ့ဒါဆို ဟာကိုနေရဲ့ဟုတ်ကဲ့စုံမျိုးဝဲလာလားဗျာ ဟုတ်တယ်လင်းမကြီးကိုနေရဲ့သုံးမျိုးပဲကြည့်နေဆိုလို့ငါလိုက်ပို့တာကွာ ဟုတ်တယ်ဗျကျွန်ငယ်တော့ရွာရေးဆုံးမျိုးပဲမြင်ဘူးတယ်ဒါပေမဲ့အခုမှပဲကိုယ်တိုင်ကြုံပြီးကိုယ်တိုင်ပြောတော့ ကောင်းတာပေါ့ဗျာအရန်ပြောကောင်းတာဗျာဒါလေးရအတူသွားရအောင် ဟုတ်ကဲ့ ဟုတ်တော့ကြာ ဟိုမှာလူကတော်စုံနေပြီ အဲ့ဒါပြောနေဟာ ကိုလည်းမျောပြီးလို့ချင်းပြန်မစဲကြနဲ့ဦးနော် ကဲ ဦးလေးဝလူတွေကဘာလို့ဆုံးမလို့ကြ အော်သူတို့ကစုံအိုးမြောက်မဲ့အဖွဲ့မဟုတ်ဘူးကိုနေရဲ့အခုမျောထားတဲ့စုံအိုးလေးတွေကိုသူတို့ကအလူရက်လိုက်ဆယ်ကြမဲ့အဖွဲ့လေအဲ့လိုအလူရက်ဆယ်ရတာပိုပြောဖို့ကောင်းတယ်နော် အဲ့ဆိုရင်ကျွန်တော်လည်းအဲ့လေးလေးစီးပြီးတော့ဆုံးလိုက်ဆယ်လို့ရ ရတာပေါ့ဒါကိုရွာလေတွေပဲလေအော်တမ်းမွေလဲလှေပေါ်ရောက်မှပဲဒီစုံအိုးလေးမျောလိုက်တော့မယ်နော် ဟုတ်ကဲ့ကျေးဇူး ကိုပေါက်ကြိုင်ကျမတို့လည်းလှေပေါ်နေတော့မျောကြရအောင်လေ ဟိုဒီကပဲပြောလိုက်ပါတော့မိမရဲ့ ။အော်လာပါကိုပေါက်ကြိုင်တနေ့မှတစ်ခါပြောရတဲ့ဟာလာပါရှင်းတယ်နော်ရှင်းရတယ်ပြောစရာအိတ်ခါကွမ်းသူဒီမှာကိုနေရကလေလေးခဏလောက်စီးချင်လို့တဲ့ ဟောပန်းမလာခွဲလာ ခဏကြိုက်ပေးဦး ဟွာလာရ ဟာလာပြရတယ်ကို ဟုတ်ကဲ့ရောက်နေ ပေးရရ အားလည်းနော် မလေးတော့ ရ လာကြမနော် အာကျေးဇူးပါဗျ ဟိုမှာပန်းပွင့်တို့နေနေပါအောင်မမသားနေရ
မှညှို့လို့ရ ရပြီအရင်စူတောင်းလိုက်အောင်မနော် ပါဒီခံချာနေတာလေ မဟုတ်ပါဘူးမင်းကလေ အောင်မငါမသိမှတ်နေလားကွာပြောမယ်ဆိုလို့မြန်ဖွင့်ပြောလိုက်မင်းကလေ ပြောချင်တယ်မပြောရဲလို့ငါအမေကိုလည်းပြောပြီးသွားပြီကွာဟိုစုံမျောဝင်နေကြလို့ရှိရင်အမေချွေးမောင်လက်ဆွဲပြီးခေါ်လာခဲ့မယ်လို့ငါပြောထားတယ် ဟာအဲ့ဒါဆိုပြောလေကွာမင်းမပြောမင်းကြံရင်ဖြစ်မှာဗောကွာမင်းကလေ မပြောရဲလို့ပါဆိုမင်းကလေငါဟိုလိုကန့်လိုက်ခံတယ်မင်းမမြင်ဘူးလား အော်မင်းကတော့တော်တော်အဖြစ်မရှိတဲ့ကောင်ပဲကွာဒီလိုလုပ်ကွာမင်းအစားငါပြောပြီးမယ်အစင်ပြေတယ်ဆိုရင်မနေ့ဖန်ပင်လက်ပြဆက်မှာတဝမ်းကျွေးမှာငါ့ကို ဘယ်တကယ်ပြောပေးမှာ တကယ်ပြောပြီးမှာပေါ့ကွာ တကယ်ပြောပေးငါလည်းတကယ်ကျွေးမှာပေါ့ ဂတိတော့ ဒီခရီးကွာ အေးပြီးတော့ ဟိုဒီဘိုရောက်နေမင်းဘယ်လိုလုပ်မှာလဲ လူမော်ပါကွာမင်းငါ့ရဲ့အစွမ်းကိုစောင့်ကြည့်လိုက်ရော့ထိုင်တာယူလား ဘာလုပ်မှာလဲ ခဏလေးစောင့်ကြည့်လိုက် ခုကဟိုဟိုင်ကြုံကလည်းပြောပါ ဟုတ်တယ်ပြအဲ့လိုမျိုးပဲလေဒီလိုမျိုးလိုက်ပြီးတော့အဲ့လိုအိုးလေးတွေညံပြီးတော့ဆဲဟုတ်တယ် ညိုးပြီးသားပြီမရေ အေးပါရနေရှင်းလို့လေမိုင်းနဲ့ဒီဆိုင်ကတော့ဆွဲရတယ်သူကွာ ကိုလေးကိုလေးတော်တော်ပြောခဲ့ရင်လားသိတယ်ကြောက်လားရောက်ပြီရောက်ပြီ အော်နော်လေ ကျမကြီးတို့ပြောခဲ့လား အော်အဖေစီခဏသွားလိုက်အောင်နော် ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကတော့လာ ဒီပတ်မွေဒီပေါင်းကငါမျိုးပြောကြတယ်ရှိလို့ပါ ဘာပြောမလို့လဲ ယူ အာအင်းညံ့တော့ကွာငါ့ကိုလိုက်ပို့ မဟုတ်လေဦးလေးဒီမှာပြောကြရှိလို့ ကြောက်လို့ပါတော့ ဦးလေးပြောကြရှိတယ်ပြောနေဦးလေးလိုက်ဖို့ဝင်မယ်လေဦးလေး ဘယ်တော့ ဒီမှာအမေအိမ်လိုက်ဖို့ခိုင်းနေလို့ ဒီချာလေးတော့ပြောညနေကျရင်ရုံးခဏလာချာ ကိုလေးဘာတွေတွေးပြီးကြည်နူးနေတာ ဘာမှမဟုတ်ပါဘူးဗျာမင်းညာစုံမျိုးဝဲအဖြစ်ဖြစ်လေးတွေးပြီးတော့ကြည်နူးနေ အကိုလေးကပန်းမွန်းနဲ့နှစ်ယောက်တည်းလေတူတူစီးပြီးတော့ပျော်ခဲ့တာတွေးပြီးတော့ကြည်နူးနေတာမလား မဟုတ်ပါဘူးဗျာကျွန်တော်ငယ်လေးကနိုင်ငံခြားမှာနေတာဆိုတော့ဒီရွာရဲ့ချစ်စရာကောင်းတဲ့ဓလေ့လေးကိုကြည့်ပြီးတော့ကျွန်တော်ကပြောလို့ကူးဆက်နေတာပဲဒီရွာလုံးကလည်းယူသားပွင့်လင်းပြီးတော့ဆက်ဆာနှောင်းနှောင်းနဲ့တော်တော်ပြောဖို့ကောင်းတာ ဟုတ်တယ်ကိုလေးကကျွန်တော်တို့ရွာရဲ့စုံမျိုးပဲအရန်ပျော်စရာကောင်းတာတယောက်နဲ့တယောက်ဘလောက်ပဲဆဆဘလောက်ပဲတော့စိတ်မစိုးကြဘူးကိုလေးရဲ့ အေးဗျာကျွန်တော်တော့ဒီရွာကိုရောက်တာမကြသေးဘူးမယ်ဒီရွာလုံးနဲ့ရင်းနှီးဖြစ်တယ်လို့ခံစားရတယ်အစားတော့ဗျာဒီမှာခဏလောက်နေပြီးရင်ဘန်ကောက်ကိုပြန်တော့မယ်အခုတော့ပြန်ကျင်စိတ်တောင်မရှိတော့ မပြန်လို့တော့မရဘူးသားအမေသားကိုခေါ်လိုက်တယ်ဆိုတာအမေရဲ့လုပ်ငန်းတွေကိုသားဦးစီးဖို့ခေါ်လိုက်တာအခုတော့အမေဒီမှာစက်တောင်မထားချင်တော့ဘူး ဘာဖြစ်လို့လဲမေ ဘာဖြစ်ရမှာလဲကိုနဲ့အဆင့်တန်းမတူတဲ့ဟာတွေနီးစပ်သွားမှာဆိုလို့လေ အိမ်မနဲ့ဖုန်းကလုံးနဲ့တထေးတွေဖြစ်ပြီးစိတ်မသားရင်နဲ့ပဲတထေးတွေဖြစ်ချွဲဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စိတ်ကြီးကိုကြောင်ပဲအားလုံးတထေးတွေဖြစ်ခေကောင်းစပွင့်တာနဲ့ဖရီနော်တာကြီးမန်ပါတဲ့နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးဒီကြိုင်များတဲ့ဂျီလီ PG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကတာဝင်းကြောင်ရင်ဘင်းရှောင်းဒါကချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားရမရှိဝေတူငွေထုတ်အရန်ကိုမြန်စကီကို slot ကစီနိုဂိမ်းများဆောင်ရမ်းတဲ့ဒါပဲလေ
你把弄来了，多。大，你乌教场怎么有新闻啥你啊？ ဦးကျောင်းဆောင်သမီးဆိုတာ ပန်းပွင့်ကိုပြောတာဟဲ့ မဟုတ်ပါဘူးမေ မဟုတ်တာပဲကောင်းတယ်အမေကတော့လေဒီရွာဟာတွေကိုလေဒါအပျော်သဘောနဲ့တော့စိတ်ကူးမြင်စေခြင်းဘူး ဟုတ်တယ်နေရဒေါ်ယတနာသားဆိုတာနဲ့ခေါင်းညိတ်ဒူးထောက်ကြမယ်သမီးရှင်နဲ့တပုံကြီးပဲမမရဲ့ပိုင်ဆိုင်မှုကြလဲမလောက်ဆရာပဲလေကွာ ကိုယ်စိတ်နဲ့နှိုင်းရင်တော့ရိုင်းတော့ တာလူကြီးကိုဘယ်လိုပြောလိုက်တာလဲ ဒီမှာဦးကမှာတချို့ကိစ္စတွေရတယ်ကိုယ်နဲ့မဆိုင်ဝယ်မပါတော့ကောင်းကျွန်တော်သတိပေးတာ တာ မိုင်းနေရီ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  မလေးမထိတ်တာမလန့်တာရှိလိုက်တာဘာတွေဖြစ်လာတာတော့ မိုင်းနေရီဒီမှာလာပြီးစိန်ကြနေဟလားမိုင်းနေရီတော့ကြံရင်ဖြစ်တော့မယ်ကြံရင်ဖြစ်တော့မယ် ဘာချင်းရင်ဖြစ်မှာတော့ အော်ကျွန်တော်ကဒီလိုစကားမျိုးတွေဗျာပြောချင်တဲ့ကောင်မျိုးမဟုတ်ဘူးဗျာပြီးတော့ဂျားသုံးကြားတဲ့ဝင်နေတာမဟုတ်ဘူးမပြောတာပဲကောင်းပါလေဗျာ ဟဲ့ဒီပြောလို့လာမလားပြောတတ်မှာဘာတွေဖြစ်လာတာတော့ ပြောဆိုတော့လေပြောရမှာပေါ့ဗျာဥပေါက်ချိုင်းပေါ့ဥပေါက်ချိုင်း ကိုပေါက်ကြိုက်ဘာဖြစ်လို့လဲကိုပေါက်ကြိုက်အနောက်မှာအဝတ်လျှော်နေလေ အော်အဝစ်လျှော်နေဟလားအဝစ်လျှော်နေတာမဟုတ်ဘူးမအသစ်ဖော်နေတာအသစ်ဖော်နေတာဟုတ်တယ် ဘာအသက်ဖော်တာတော့ ဟုတ်တယ်အလန်းစရာကောင်မလေးတယောက်နဲ့တောင်းပြမှာချိန်တွေ့နေတာ အာမဖြစ်နိုင်တာ ဘာလို့မဖြစ်နိုင်ရမှာလဲအဲ့ဒီကောင်မလေးကျွန်တော်သိရဟိုဘက်ရွာတော်တော်လေးလဲနေတော်တော်လေးချော့တယ်ဗျခက်ငယ်လေးမာကြီးတော့ကြံရင်ဖြစ်တော့မှမြင်အောင်သေးတယ်ဗျကြံရင်ဖြစ်တော့မှာဗျ ဟဲ့ဟုတ်လို့လားဟဲ့မဟုတ်လို့နင်းနဲ့ငါနဲ့တွေ့မယ် အော်မယုံရင်လိုက်ကြည့်လေအဲ့ဒါလိုက်ကြည့်ကြလား လိုက်ကြည့်မယ်ဟုတ်နင်းနဲ့ငါ တိုက်လို့လို့ အေးတော့နော်ဘာမှလည်းငါတို့ပါလား ကြည့်ပါတယ်ဗျာဟုတ်ပါရောက်ဖက်ပြီးရှင်းနေလိုက်ကြရဲ့ ကိုပေါက်ကြိုက် လာပြီလေတိုက်လို့လာပြီလာ လင်ကောမနင်တို့ညောင်းလို့ငါတတ်မယ် ဦးလေးကျွန်တော်ပြောတဲ့အတိုင်းလုပ်နော်အဲ့ဒါမှဦးလေးအဆင်ပြေပါ ဟဲ့ရှင်းပါတော့ဟဲ့ဘာလဲရှင်းပါတော့တယ်တော့တော့လေ အဲ့ဒါငါရဲ့အချစ်စစ်အချစ်တစ်လေ ရှင်းပါတော့ရှင်းပါတော့ရှင်းတော့တောင်းလာပြီလားဘာကြောင့်ရှင်းတာလဲ လောက်စမ်းပါနင်ကအဲ့ဒါတွေစိတ်ကုန်တာဟမ်ထားရနေစေရတော့ခေါ်ရင်လာခိုင်းတာလို့မရကြောဘောငါစိတ်ကုန်နေပြီဟာအခုချစ်လေရလေနင်းတဲ့ငယ်လဲငယ်လဲချောလဲချောတယ်အပြူသူရလည်းကောင်းတယ်မဟုတ်သူနဲ့လည်းအဆုံးတတ်တော့မှာ ရှင်တကယ်ပြောဟာလား ဟုတ်တယ် ကျမရှိကိုလိုက်တတ်မှာနော် တတ်ပါတက်လိုက်စမ်းပါဟာရှင်ရဲ့နဲ့သေးနေတာနော်နင်းနှိမ့်စမြောင်ငါခံရတာငါစိတ်စင်းရပြီငါမနေချင်တော့ဘူးတော်ပြီဟာ ကိုပေါ့ဆိုင်ကျမကိုထားခဲ့တော့မလို့လားကျမရှင်မိပဲနဲ့ကျမမနေနိုင်ပါဘူးနေ့တည်းကလည်းကိုပေါ့တိုင်းမိပဲနဲ့မနေနိုင်ပါဘူးအမားတွေတော့ကိုခွန်းတော့မထားခဲ့ပါနဲ့တော့မထားခဲ့ပါနဲ့ နေထိုးရပြေးမှာဆိုတာသိချလား ပြေးမမယ်အဲ့လိုမလုပ်တော့ပါအဲ့ချိုးရလည်းပြေးမမယ်တော့မထားခဲ့ပါနဲ့မထားခဲ့ပါနဲ့ ဦးကြိုင်ဟေးဟာစိန်ကြနေရဘောလားဟမ်ကျွန်တော်စိန်နဲ့အနာနဲ့တဲ့သွားပြီနဲ့တူတယ်ဟဟလား မင်းကလေအခုမှပလင်မော်ထိုင်ရတာတော့じゃဖောင်းကားစားပင်လို့နန်းတဲ့အတူဆုံးစံပြစုဖြစ်သွားပါဦးမယ် ပြေးပါဗျာအခုလိုဘယင်းတစ်ပါးလိုလေမိမိန်ထိုင်နေအောင်တွေ့ရတော့ကျွန်တော်ရင်ထဲမှာဝမ်းတောင်လုံးစို့သွားလို့ပါ လို့ဆိုတိတ်တိမ်လေးဆိုင်မင်းကြီးစု ဟုတ်ပါနဲ့ စပ်စပ်နေတယ် တိုင်း အေးဟေး ဟဲ့မောင်လေးလက်မိုင်ဘယ်တော့ရောက်နေရတော့ ဟောအမကြီးကျွန်တော်အခုပဲရောက်တာအမကြီးရဲ့ ကဲငါကြောက်ပူလေးကြော်လာတယ်ဝီစကီနဲ့တောက်လိုက်ပါအောင်ကိုကိုတိုင်းမောင်လေးနေရောတောက်အောင်မလား ဟာကျွန်တော်မတော့တော့ဘူးကျွန်တော်ခဏနေလှေထွက်ရမှာ ဟလားဟဲကိုကိုတိုင်းဝီစကီကကုန်နေပြီနတီကိုပြောတာမဟုတ်ဘူးဝယ်ထားတာအများကြီးပဲရှိရလှမ်းအောင်လိုက်တာမဟုတ်ယူလာမှာပေါ့ ဒါလေးကုန်မဒါလေးကုန်မ စီစမ်းပါဦးအမကြီးဟမ်အရန်ကိုပြောင်းလဲသွားရယ်နော်ဟိုရင်ချင်းလိမ်မှာတင်တန်းနေပါလိမ့်များအမကြီးတက်ရတာလား ဘယ်နေရလဲမဟုတ်တာ ဟုတ်ကျွန်တော်ဒီအိမ်ကိုရောက်လို့ရှိရင်လေတနခါသွေးနေတဲ့ဦးချိုင်းခမင်းချက်နေတဲ့ဦးချိုင်းအဝိရှော်မီးကိုတိုက်နေတဲ့ဦးချိုင်းပဲကျွန်တော်တွေ့ခဲ့ရတာအခုလိုမြင်လိုက်ရတော့လေဟိုကျွန်တော်မျက်လုံးတော့ကျွန်တော်မယုံနိုင်ဘူးဖြစ်သွားတယ် အမ
မားတို့တော့မင်းမကောင်းမင်းမမြတ်တွေကတေးတဲ့ခါကြလို့ရှိရင်နက်ပြည်ရောက်တယ်တဲ့မောင်လေးရရှင်းလား ရှင်းပါတယ်ဗျာရှင်းပါတယ်အခုလိုကြားမြင်ရတာဝမ်းလဲဝမ်းသာလုံးပါတယ်အမားတို့လင်မယားကိုကြည့်ပြီးတော့လေဟိုကျွန်တော်တော့မှမိမယူခြင်းတဲ့ဒီဂရီတောင်တဖြည်းဖြည်းတိုးလာတယ်လို့ ရမယ်ငါကောင်ရေအခုလိုပီတီဝေဖျားနေတယ်တီတီကေခါစံပြလင်မယားကိုတွေ့မှာတော့မင်းဒီလိုပဲဖျားတော့မှာပေါ့ငါကောင်ရေ ကြီးကျယ်တွေပြောနေပါလား ကိုကျိုင်းငါဘာလို့မဖွင့်တာလဲကိုကျိုင်းပူမှာပေါ့ ။အော်နေဒီလေးရေအခုလိုလျှက်စစ်စိန်ခံပစ္စည်းတွေကိုမသုံးညင်ပါဘူး။နေဒီလေးကိုယ်တိုင်ခန့်ပေးတဲ့လေးအေးလေးကိုခန်းစားခြင်းတာ ကိုကျိုင်းကလည်းအစိုးရမပြောခဏစောင့် ။တွေ့ရနော်တွေ့ရနော်။ညချန်လေးလောင်းမှာ အော် စကြဝဠာ ဖုန်ခံပြောနေစကြဝဠာဆွေးပြရမှာပေါ့ အားကြောင့်ခင်ဗျားတော့မဟုတ်တော့ဘူးဗျာနော်အားကြောင့်ခင်ဗျားတော့နှစ်ယောက်တယောက်ဖြစ်သွားပြီနော်နည်းတော့များသွားပြီကျုပ်ကလူပြိုလေးပါဗျာကျွန်တော်လည်းနေပါအားနာကြပါဦးနော်အခုချက်ချင်းမိမကောက်ယူရလဲကျွန်တော်မှရီးသားအောင်ရှိတာမဟုတ်ဘူး အမလေးပန်းမွှင်းရှိရလေမသိဘူးများမှတ်နေ တော်ပါမရအဲ့ဒီပန်းမွှင်းရလေအဝေးရပြဒုံးနဲ့ခောက်ပါ ။ဘာကြီးကိုဝေးပြိုက်ဘာကိုဒုံးနဲ့ခောက်လိုက်တာ ကဲပါဗျာအဲ့ကိစ္စတွေရှင်းမနေနဲ့ရှင်းပိုရှုပ်တယ်နော်အဲ့တိုင်းလေးပဲမှတ်ထားလိုက် ။မိမအဝေးပြိုက်ဒုံးနဲ့ခောက်တယ်သိလား မသိဘူးလေဘာကိုပြရဘာကိုတုံးနဲ့ခောက်တာတော့ ။ဟာလည်းကပါဒီကောင်ပေါက်ပန်းစီရှောက်ပြောနေတာဖြစ်မှာ။ဘာမှဖြစ်ရှိတဲ့ကောင်မဟုတ်ဘူး။တမ်းမွေးနဲ့ဒီလောက်ချိန်လုံးနေကရှိနေတာတော့မှမစွန်ပါဘူးဒီကောင်ကောက်ရိုးပုံဆောင်နေအာဦး အဲ့ကျွန်တော်စော်ကားတယ်ပေါ့ဟုတ်လားဟမ် ဟုတ်ချစ်လို့စားလေ ကျွန်တော်ချစ်လို့ဆိုင်ဦးလေးဒုက္ခရောက်သွားမယ်နော် ဒီလိုက်ငါတို့ဒါလေးစိတ်ဆိုးစရာလား အဲ့လိုပဲပြော ဒီလား ကဲပါကျွန်တော်အလုပ်ရှိသေးတယ်မိုက်ကျွန်တော်သွားလာဦး အေးမောင်လေးအေး ကောက်ရိုးပုံလား တို့ပြောနေကြရချင်းမဟိုနေ့ဆိုင်ငယ်ဘောကလေအဲ့ဒါ အေးမောင်လေးအကိစ္စကိုအမသိလို့အခုလိုပြောင်းလဲသွားတာ ဒီတိုင်းလေးကောင်းပါလေဒီတိုင်းလေးကောင်းပါလေငါတွေ့ရနော်ဟေး တတိထားနော်ကြာတတိထား မင်းလေးပြန်ဝင်လာနေကြလို့ရှိရင်ပန်းမွေးတို့ဆိုင်မှာခောက်ဆွဲကြအဝဝဲချင်း မဖားနဲ့နော်တတိထား ဒီပါဟာအဲ့တော့အေးချလာပြီကွာ ကိုကျိုင်းဒါလေးကောင်းအောင်တောက်လိုက်ပါအောင်ပြီးရင်နင်းပေးမယ်နော် မင်းမေးဦးမလား ဘာမီဘူးအမေမကြမ်းမဆိုလို့အော်ခေါ်လာတာဒီရလေရိုက်မယ်ဆိုတော့ဤပဲပြေးရတာမောတာမေယာတောက်ရီလေးတစ်ခါတော့တိုက်ပါလား မောရသိလိုက်မတိုက်ဘူးငါမှတော့ဘသူနဲ့ဘာဖြစ်ခဲ့လဲလို့စိတ်တွေပူလိုက်ရတာခါတည်းကို အမေကလည်းတာချစ်လို့စတာပါအမေရဲ့ မင်းကိုပြောလိုက်အိုက်တိုင်းပဲငါသားမင်းလည်းငယ်တော့တာမဟုတ်ဘူးတီတီငင်ငင်လေးနဲ့အိမ်တော်ပြဖို့စဉ်းစားပါလားသားကြီး ဟိုအမေကလည်းဗျာဘယ်ရထားစီစီဒီဘူတိုင်းစိုက်နေတော့တာပဲ စရမှာပေါ့မင်းပြောတော့လေစိုးမျောတဲ့ပွဲညကြလို့ရှိရင်အမေချွေးမလေးကိုလက်ဆွဲအိမ်ခေါ်လာမယ်ဆိုပြီးတော့ဖိုးကြော်ရွဆွဲယူခေါ်လာတယ်မင်းတို့ဖိုးကြော်နေကြိုက်နေတာ ဘယ်လဲကြက်ရမှာလဲအမေကအဲ့ဒီနေ့ကလည်းအဲ့ကောင်နောက်ဆက်လို့နော်မဟုတ်လို့ကတော့လေတာပန်းပွင့်ကိုရေစကားအတီပြောမှာ မင်းတီပြောလဲ तू ကလက်ခံမှာမဟုတ်ဘူးမင်းအဲ့လိုပေါ်တော့နေလို့ရှိရင်မင်းတို့ဘယ်မင်းခရမှာကြိုက်မှာမဟုတ်ဘူး ဒီမမေဒီနေ့ကစပြီးတော့အဲ့ဒီမိမယူဖို့ကိစ္စတစ်ခုတည်းပဲလုံလဝရိယရေးထားပြီးတော့တာလှုပ်တော့မှာနော်တာအဲ့ကိစ္စတစ်ခုတည်းပဲဇောက်ချပြီးလှုပ်တော့မှာအမေရဲ့ မယုံရေးချမယုံမယုံရေးချမယုံ ဒုက္ခပဲလူတွေကလည်းကွာဒီနေ့ကျွန်တော်ပန်းပွင့်ပြောပါမယ်ဆိုတော့မများတယ်ဒီကမှအလူလိုကြနေရပဲအေးနော်ဟာရဒါအလူအိမ်လေးလေကွာဟောဒါအလူနေမဟုတ်သေးဘူးလေကွာဒီနေ့အချက်ပြုတ်နေပဲရှိသေးစီစက်မောင်မလူတွေကလည်းများတယ်တော်တော်ဖြစ်နေလားဖြစ်လို့မရဘူးပေါ့နော်ပန်းပွင့်ကိုကြောင်လဲကောင်နေအများကြီးငါဥမဖြစ်မယ်မဟုတ်ငါကြံခဲ့မှာ အေးအဲ့ဒါတော့ဟုတ်တယ်ကွာမင်းကကွာတိတဲ့ချိန်တော့ရှိမှာအချိန်ခါလေးတော့စောင့်တော့ကွာနော် ပြီပါ ပြီးတော့အများကြီးချာတော့ညာလဲတော့ငါတို့ကော်ဖီလေးပါထိုးလိုက်တော့ကြိုက်မှာပေါ့မာကြီးရဲ့လှုပ်ထားအောင်ပေါ့ ဟေးရအဲ့ဒါမင်းတို့ခွင်ပဲအဲ့တော့ခွင့်ရေးပဲအေးငါတော့ပြောတယ်ဟုတ် အောင်ပြင်းပါ ဟိုင်း ရမေး မိတဲ့ ကြောက်မေရင်နဲ့ထပ်ပြန် မ
ရတယ်ဗျာဒီချိန်ကြမှာတစ်ခါလေရင်တွေကိုမတောက်ဝဲနေပါလားလို့ မပြောများဟောဟဲ့ ဗျာပဲလေကြီးတော့ထဲမလို့လေ ယူတော့တယ်ဒီဘက်မှာလေ သိတယ်ဒီနေ့နဲ့ဝိုက်သွားမလို့အမေရတယ်ဗျာပန်းမွေပန်းမွေငါနေကိုပြောစရာရှိလို့ဟာ ဟောပြောစရာရှိလဲနောက်မှပြောစမ်းမှာငါကော်ဖီသွားဖျော်ပေးရအောင်မယ်နင်လည်းရင်တွေးသွားထည့်ရမှာမလားသွားထည့်လီသွား အေးပါဟာလေကွာအဲ့ချစ်တယ်ဆိုတော့ဘလို့ပြောလို့ပြောအောင်မဟုတ်မသိဘူး အော်ချစ်တာကိုချစ်တယ်လို့ပြောလိုက်ပေါ့အယူရဲ့ဒါလည်းတော့နားမလဲဘူးဗျာ သူကတမျိုးဟိုက်ဟုတ်တာပဲချစ်တာကိုချစ်တယ်လို့ရိုးရိုးလေးပြောလိုက်ရင်ပြီးနေလို့စားဟုတ်တယ်ငါအဲ့လိုပြောပန်းပွင့်နေအောင်ဟာဟိုငါခုနပြောချင်တဲ့စကားလေးပြောလို့ရပြီလား ဘာပြောမလို့လဲ ဒီလိုကဟိုနင့်ငါအော်ဒီလိုကလည်းပြောနေတာဆိုမထွက်တော့ဘူး တက်ချက်ချင်းနဲ့နေဘာဖြစ်နေတာလဲ ဟိုအေးပါပြောရမယ်ဟိုချစ်လို့ လက်ပိုင်ဒီလောက်ထိအလုံးရှုံနေတာကိုနင်ကငါ့ကိုချစ်လို့စတာပါလို့ပြောချင်သေးလို့ ဟိုမဟုတ်ပါဘူးဟာဟိုမနေ့ဟို အေးနေမိုင်အတော်ဆရာတော်ကြောင့်မဦးရီခေါ်ရသွားတယ်မလားလိုက်ခဲ့အောင် โอเคခဏလေးပေါ့ကျွန်တော်ပြောစရာလေးရှိလို့ပါ မင်းပြီးကလုံးနေလားအချိန်မရှိတော့ဘူးဟာ ကဲသွားစမ်းပါသွားလိုက်သွား ဦးလေးရာ သွားပါ အေးလို့ဟုတ်လားမဟုတ်ဘူး တို့တွေကလည်းမြောက်သေးလားဟဲ့ငါဘာလေးချင်းနေရောကောင်းရဲ့လား တော့မတော်လေးရတင်သိမ့်နာမှာရှင်နေတော့တိတ်မကောင်းဘူးဗျာ ဟေး အလောတစ်ချင်းနဲ့ဘာဖြစ်လာကြရလဲ နင်းမိုင်လေးလှေစိတ်မှာဒိုင်ယာရင်းနဲ့လဲနေလို့တဲ့ အော်ဟာရလားဒေါ်လေးရဒေါ်လေးသာရောင်းရတာမဟုတ်ဘူးနော် ဟိုဒီရေးထဲမှာမယုံဘူးဖြစ်နေတယ်ဟာငါတို့မျက်စိနဲ့တွေ့ခဲ့တာ လာ ဘလို့ဖြစ်နေတာလဲ ။အိုးရွာကိုလူသိန်းတွေကမီးရှို့ပြီးဓမြတိုက်မျိုးတိုင်မီနေတာကိုဒီကောင်ကြောက်တော့ဒီကောင်ဝိုင်းလုံးချတာဗျာ။တော်သေးတယ်ဗျာကျွန်တော်လည်းဥပောက်ကျန်းရောက်တော့ဒီကောင်ထွက်ပြေးသွားတာ အမေကတတိုင်လာတိုင်ဟဲ့ငါတော့ဆေးဘောလုံးကြပါဦးဆေးဘောလုံးကြပါဦးတွေ့ရစိတ်နေပါလား ။တက်ကြီးပေါ့ဝါနဲ့တူတယ် ဘာလဲကြပါတော့ ။ဟုတ်လေအနီရောက်ယူခိုင်းတာလေဟမ်။တွေ့သေးဆိုတော့မင်းမြင်ဘူးလို့လားယူကြီးရဲ့။မသိဘူးလေကွာငါလည်းအချောင်းမပေးရယူလာတာပေါ့ကွာ။မင်းကစားတဲ့ရောက်မှအယောင်ပြောင်းမယ်ထင်တာပေါ့မင်းကလည်း ။ဗျာပတ်ဝန်းကျင်လည်းခေါ်ခဲ့ပါဘာဖြစ်လို့အမေပဲခေါ်လာတော့ဟမ် မင်းအဲ့လိုလုံပေါင်းများနဲ့တမ်းမွန်ရုံမမဟုတ်လေအဲ့တော့မင်းမေကိုခုလုံးလောက်ရတာပေါ့ကွာ နင်တို့တွေကတကြက်ကြက်ညံနေနေပေါ့ဟုတ်လား လက်ပိုင်နင်တော်တော်လိုနေပြီနော်ငါမှတော့နင်ကိုစိတ်ပြီးစာအောင်ပြစ်ထားခဲ့ရတာ ။ဒီကလည်းချစ်လို့စားတာပါ။ကွာတွင်းရမှာလေဆိုကောင်မအနီအောင်နေမထွက်ပဲအစိမ်းအောင်နေထွက်တယ်ဆိုမှတော့ငါလုံးသမျှအားလုံးသွားပြီပေါ့ကွာ ဟဲတွေးရဘာလို့အမ်းရတာတော့ ဒီလိုဟေးဒီလိုပန်းပွင့်လေးသူ့တနာလောင်ဓာထိုးခံရလို့သွေးတအံပါတယ်ဆိုပြီးလိမ့်တာသွေးကအနီမအံပဲအစိမ်းအံမှာတော့တွားပြီပေါ့ဟာ သွေးစိမ့်ချစ်ရှင်အန်တယ်ဆိုတာဒါမျိုးပေါ့ ဟုတ်ပါဟေးဟုတ်ပါအဲ့ဒါမျိုးဖြစ်တာဟဲ့ မင်းကဘာဖြစ်သွားတာတော့ ရောင်သွားတာသူ့ကြည့်ပြီးရောင်သွားတာပါကွာ မလေးရှင်ကလည်းအစားနောက်တော်တော်တန်တယ်နော်ဒါနဲ့ကျမရှိကငှားသွားတယ်ဟိုတနေ့ကခေါင်းဝင်နဲ့စပင်တူးနဲ့ရောဘာလို့ဖို့လဲအဲ့ဒါစားနာဖို့ပဲလား မဟုတ်ပါဘူးဟာအဲ့ဒါတကယ်အကူညီလိုတဲ့လူအတွက်လေငါအတီးတန်းနဲ့လေကူညီပေးလိုက်တာပါဟာ အဲ့ဒါဆိုကန်တူးရှင်ရရော ကန်တို့ရှင်ကဥပေါက်ကြိုင်းပေါ့ငကားနိုင်ပြီးမယားမနိုင်တဲ့မရေယောက်ကြီးကိုကယ်မတော့မူလိုက်တာဟေး ဩအဲ့ဒါကြောင့်သူ့မာယာကလို့ခေါ်ကြတာ哦 ဟုတ်တယ်ဥပေါက်ကြိုင်းကမယားငငယ်လေးယူပြီးသူ့ပြစ်ထားမှဆိုလို့အခုဆိုရင်လေဥပေါက်ကြိုင်းဘာမှမခိုင်းရတော့ဘူး ဟုတ်တယ်တောက်တခင်လင်းအိုဖျားဆိုပြီးတော့အပီကိုပြုစုနေတာနော်အရက်ဆိုရက်ကြက်ဆိုကြက်ပဲသူတို့လင်မြန်းညက်ကိုကြည့်ရလေဟိုကြားတော့ငါတော့မနာလို့ခြင်းလို့ဖြစ်လာတယ်စိတ်တိတ်စိတ်တိတ်စိတ်တိတ်မိုင်းနေ ညင်ကြီးရှင် ခင်ဗျာ နင်တို့တွေပေါင်းပြီးငါ့ကိုလုံးချန်ကြတယ်ပေါ့ဟုတ်လားတော့ပေါက်ကြတယ်ခင်ဗျာဒီနေ့ရောက်ဆိုင်ပြီးရှင်ဘဝအရင်ပေါင်မဲ့အတိုင်းပြည့်ပြည့်ပြီးတမဲ့အိမ်လိုက်ခဲ့တာရှင်လည်းကျမနဲ့တွေ့မယ် အဲ့တော့လိုက်ခဲ့ကြပါဦးကွာ ရှင်မတို့ခေါ်နေတယ်
သွားပြီငါကူညီခဲ့တယ်အကုန်လုံးအလကားဖြစ်ပြီဟေ့ဥပောက်ကျိုင်းတော့လေအရင်ဘောက तू ပြန်ရောက်ပြီကွာသွားပြီ ငါ့ကိုအချိန်နေတယ်လို့ထပ်ဆက်ပါကွာငါအခုတော်တော်လေးကိုကြက်နေလို့ပါခုတော့9တိုင်မှလည်းငါလည်းငါချင်မဟုတ်တော့ဆိုတာမင်းလည်းသိတာပဲပြီးတော့မမငါဘောလည်းယုံကြည်မှုရှိတော့ဒီကြားတဲ့သူ့သားနေရတမျိုးကွာငါတော်တော်လေးအာယုံနောက်နေတာ ဖေအောင်အဲ့ဒါမိကိစ္စပဲလေလောင်းလာလောက်တယ်ဆိုတာနိုင်ရင်စားရှုံးရင်ရောပဲဟေးမင်းနိုင်တော့ပြုံးပြုံးလေးယူရတယ်နော်အဲ့ဒီတော့မင်းကငါလက်ငယ်ရှင်းပေးလိုက်တယ်ဟေးအခုမင်းရှုံးလို့ကြွေးမှတ်ထားပါဆိုလဲငါလက်ခံပေးခဲ့တာမင်းကိုယုံကြည်လို့အခုတော့မင်းကဂရီးတွေဖြတ်တယ်ငါတိတ်စိတ်မရှိချင်တော့ဟေးအောင် ကြောက်အဲ့အာစီကိုပေးရမယ်ငွေမောက်ကတော်တော်များနေပြီအရှင်းရှင်းပြောပြမယ်ဒီဘယ်နေ့နောက်ဆုံးထားပြီးပေးမှာ ဟုတ်နောက်ထပ်တလားနောက်တော့ထပ်ဆောက်ပြီးပါအကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်နော် ရှုပ်တယ်ကွာမင်းကငါတလားချိန်ပေးမယ်ငါနောက်ဆုံးမယ်နော်ငါနဲ့တော့ဇာလာမရှုပ်ဘူးရှားကြီးပါအောင်လဲဆိုတော့မသိဘူးမင်းရဲ့အကြည့်ကိုမကြိုက်မင်းငါ့ကိုမျိုးကြီးတော့လွယ်လွယ်နဲ့ဆက်ဖြောက်ဖို့တော့စဉ်းစားတမျိုးလုံးပြကြအောင် ပြေးပါကွာငါစကားတီးစရာမလိုငါခရီးပြေးပါတယ် အေးလွယ်လွယ်နဲ့ခရီးပေးပြီးခြေရဖြောက်သွားဖို့လည်းမစဉ်းစားနဲ့နော်ကြားကြီးရဲ့အကြောင်းသားတွေကနေရာနှံ့မှရှိတယ်တလားနော် အောင်မလေးပီတိဝေပြာပီတိကေဟာစံပြလင်မယားအောင်မလေးအိမ်နဲ့ကြီးဘုရားကိုလာကြည့်ပါအောင်လပိုင်းရေခွေးဦးကောင်းစားတမွတ်တဲ့ဆိုတာဒါမျိုးပြောတာနေမှာဟာ ဘယ်လိုနေနေရလဲစိတ်မပါဘူးလား မလေးပါတယ်စိတ်ကတအားကိုမှတော့ဇွတ်ပါနေတဲ့စိတ်က စိတ်မှန်သိချာနေလေ အေးနေ ဖေအပူထုတ်ပြီးအောင် ဟောအပူလည်းတော့မလားစိတ်ကဘာမှမဘူးလေအပူကိုဖြာကနေထွက်သွားသေးရမလေး သိချာနေ ခင်းနေလို့နော်ဒါဝကြွေးပဲချီအင်းကွက်ကိုရှင်သမဲ ဥပောက်ကျိုင်းစိတ်ကြနေတယ်ဗောဟုတ်လား ဒီလိုပဲဟောလာပြီကွာမိမနေမနေစိန်ကြမလားကွာ တင်နာကောင်းလေးဘာလာရှုပ်ပြန်ပြီနင်းမျက်နှာကိုမြင်ရတာငါဥရတောင်ရားတယ် ကျွန်တော်ကဥပောက်ကျိုင်းကိုတနာလို့ကူညီလိုက်တာပါအခုလည်းလေမိုင်းနဲ့ဒီကကျွန်တော်စိတ်ဆိုးနေတယ်ဆိုလို့အဲ့ဒါကြော့ပြီးတော့တောင်းပန်ဖို့အတွက်လာခဲ့တာပါ ဒီပေါ်လေကြော့ပြီးတော့တောင်းပန်မယ်ဆိုတော့လေခွင့်လို့ရမှာပေါ့ ဦးလေးပေါက်ကျိုင်းနဲ့မာရီတို့ပေါ်မှာကျွန်တော်လွန်လွန်ကျူးကျူးစားခဲ့မိတာတွေအတွက်လည်းကျွန်တော်ခွင့်လို့ပေးပါဗျာနော်ကာယကံဝစီကံမနောကံနဲ့ပြင်မမင်းကြီးရလေးရှိရင်ကျွန်တော်ခွင့်လို့ပေးဦးနော် အေးခွန်းပါတယ်ကွာတာဒုကဲငါတို့ကဲလင်းပိုင်မင်းလည်းငါကြုံလို့ဆုံးမအောင်မယ်ကွာ ဟုတ်ကဲ့ မင်းစတာနောက်တာကြီးစေတာတွေရှော့တော့ငါကောင်ရဲ့နော်အကြည်စားတန်ကရံများဤတဲ့ဘာအောင်မနေနဲ့မင်း အဲ့မှာကျွန်တော်လည်းဆင်ញင်ပါမယ်အခုကလည်းအိမ်အောင်ပြုတ်ဖို့အတွက်ကျွန်တော်စဉ်းစားနေပြီဆိုတော့နောက်ကိုတင်တက်နေမယ်နေပါတော့မယ်ဗျ ကောင်းတယ်အဲ့ဒါအကောင်းဆုံးပဲငါတို့စိတ်ချမ်းသာတယ်ကွာလို့ကြားတာ ဟုတ်အဲ့ဒါကျွန်တော်ခွင့်ပြုအောင်နော် ဟာရောမဟုတ်ကဘာလို့ပြန်ယူလာတော့ငေါ့တော့မဟုတ်လား မဟုတ်ပါဘူးအမေတို့က ဘာဖြစ်လို့ဒီမှာချတာတော့ ဟောလေးလို့လေ ဒီကောင်ကဒီမှာကူလေးမှာငါသုံးမထားတာကွာဒီကောင်ဦးရမှာလှုပ်ချိန်မှာစိန်ကြနေပါလား မမတို့ပါလား ဘလို့ဖြစ်တာလဲကျမဖုန်းဆက်တော့လေရှင်ကဖုန်းပိတ်ထားတယ်အလက်ကောင်နဲ့ခေါ်ခိုင်းတော့လေရှင်ပေါ်မလာဘူးရှင်ကျမအလုပ်ကိုစိတ်ဝင်စားသေးရဲ့လား စိတ်ဝင်စားပါတယ်မမနဲ့ပတ်သက်တာတွေအားလုံးကျွန်တော်စိတ်ဝင်စား ဘိုးကမောင် ခမရစကားအပြောဆိုလို့နည်းနည်းလေးစင်ကြင်ကောင်းပါဒေါ်ရနာမွေးရတဲ့သားမူဂျူကြောင်သားရွယ်မဟုတ်တော့ ငါတို့ကလည်းကွာဦးကရိုးရိုးသားပြောတာပါမကျွန်တော်ကိုခေါ်ခိုင်းတယ်ဆိုတော့မကျွန်တော်ဘာခိုင်းတယ်ဟင် ခိုင်းရရှိလို့မဟုတ်ဘူးရှင်းစရာရှိလို့ ရှင်းစရာရှိလို့ ဟုတ်တယ်ရှင်ပြီးခဲ့တဲ့လားလာကျုပ်စင်းကိုလေကျမကိုရှင်လာမအပ်ဘူးကျမအသက်ဝယ်ထားတဲ့ဆက်လေးကိုရှင်ပေါင်ထားတယ်ဆို မဟုတ်တာမမလည်းမမဘူးပြောကျွန်တော်ပြော သူပြောရမှာလေဆက်လေအပေါင်ခံထားတဲ့လူကခမရအတိုးမတက်နိုင်လို့တဲ့ကျုပ်တို့လာပြောတာဗျခမရဗျအမေဘလောက်တော့တိတ်ခါကြမသိမဲ့အမေကအဲ့ဆက်လေကိုပေါင်ခိုင်းလို့ဖြစ်မှာ အော်မင်းနေလို့မမရဲ့ဟိုမြေကိုလေးတစ်ခွက်တန်တန်နဲ့လေခဏတစ်ပြုတ်ဆွဲထားခြင်းနဲ့ငွေလှည့်လိုက်တာပါမမကိုတိုင်ပင်လဲမမအာယုံနောက်နေမှာဆိုလို့ပါအဲ့ဒီမြေကွက်လည်းမမတို့အတွက်ပါပဲအခုရောင်းတော့အရမ်းမြင့်နေပြီတော့မမ
ကိုကမှာရှင်အဲ့လိုလုပ်ပေါင်းအရှမ်းများနေပြီနော်ကျမအလုပ်အတွက်ယုံကြည်အားကိုးထားရတာကိုရှင်ကအခွင့်ကောင်းယူတယ်ကျမဆက်ပြီးတော့တီးမခံနိုင်တော့ဘူးအခုရှင်းရမယ့်ကိစ္စတွေအကုန်လုံးကိုရှင်ကျမနဲ့အမြန်ဆုံးလာရှင်းပါပြီးကျမလုပ်တော့ရှင်မတို့တော့ဘူး မမကျွန်တော်လှုပ်ထုတ်လိုက်တာပေါ့ ဟုတ်တယ်ဒီနေ့ကစပြီးတော့အမေလုပ်ငန်းအားလုံးကျုပ်ဦးစီးပြီးလုပ်တော့ခမရမလို့တော့ခမရပေါင်လာတဲ့ဆက်လေးကိုအမြန်ဆုံးပြန်ရွှေ့ပြီ တဲ့ပန်းပွင့်ကြောက်မော်တော့ပဲသူကသေးကြတယ်နော် သိကြပါတယ်ကွာမနေ့ကငါတွေ့လိုက်တယ်ငါကဘယ်သွားမှလဲလို့မေးလိုက်တော့ကြောက်မော်ရသွားမလို့တဲ့မိတီးရပဲစောင့်သူပြန်လာမှာ အေးပါ ဟိုမှာလာပြီလား ဟိုလာပြီဆိုပြီးမင်းဘယ်သွားမလို့လဲ အော်အေးမင်း ငါသွားမှာလေမင်းပုံနေ ငါပုံနေမယ်သိကြအောင်အပိုင်ပြောနော်အပိုင်ပြောနော် အေးပါ ချက်စီမ နင်ကအဲ့လိုခေါ်ပြန်ပြီလား အာနင်းလေငါချစ်လို့စတာပါပန်းပွင့်ဟိုနင်းကြောက်မော်ရပဲသွားတယ်သူ ဟုတ်တယ်လေ ဘာသွားလို့လဲ အကျွေးတော့တောင်းတာပေါ့ ငါလေဟိုနင်းကိုပြောကြလေးရှိလို့ငါအဲ့ဒီစကားကိုပြောဖို့အတွက်လေငါမနေ့ကိုတက်တိမွေးခဲ့ရတာ ဟာလေနင်ကဆရာပတ်စံချီးမလို့လား အာဘယ်ပတ်စံချီးရမှာလဲဟာနင်းရတယ်ဒီလိုကနင်းကငါချစ်တယ်ဟာ ဟမ် နင့်ကအရန်ချစ်တယ်လို့နင့်ဘွားတစ်ခုလုံးလေကာကွယ်ဆောင်ရှောက်ဖို့အတွက်ငါ့ကိုအခွင့်အရေးလေးပြပါဟာငါ့ကိုပြန်ချစ်ပါဟာငါ့ကိုပြန်ချစ်ပါ အိုးနင်ဘလို့ဖြစ်နေတာလဲထားတယ်မှာ မထောက်ဘူးဟာနင်ငါ့ကိုချစ်တယ်လို့မပြောမချင်းငါမထောက်ဘူးဟုတ်ပြီလား နင်တကယ်ပြောနေရလား ဩချက်စုမရဲ့နင်ချက်ကလေးဆိုပြီးတော့ခေါင်းဝင်လေးနဲ့လေတောင်မြမအဲ့လိုလေးရှောက်ပြေးနေတဲ့အချိန်ကတည်းကနင့်ကချစ်ခဲ့တာပါဟာ အေးလေနင်ချစ်တယ်ဆိုတော့လေချစ်တယ်ပေါ့ အဲ့ဒါဘာပြောရလဲနင်ငါ့ကိုအဖြစ်ပြန်ပေးတာလား ဟုတ်တယ်လေ ဟာလွယ်လိုက်လားအိုးအဲ့လိုလွယ်မှန်းသိလို့ရှိရင်ငါအစိုးရတဲ့ရေးတဲ့ကပြောပါတယ်ဟာဒီတော်လွယ်တာပဲဟောချစ်ဖို့ကောင်းတယ်လို့ နင်ကတကယ်ချစ်တယ်ဆိုရင်တော့မိသားဖသားပြီးတော့လာတောင်းပေါ့ ဟာတောင်းမှာပေါ့ဟာလူကြီးမိဘစုံရံနဲ့ကိုလာတောင်းမှာဟုတ်ပြီလားဟုတ်ဒါနဲ့ငါဘယ်တော့လာတောင်းအောင်မှာ မနှက်ဖန်ဥပုံနေစိုင်ပိတ်တယ်ဆိုတော့အိမ်မှာလာတောင်းလေ မနေ့ပြန်နင်တော်တော်အချိန်ယူလိုက်တာပဲဟမ်ဒါပေမဲ့ကောင်းပါလေပြီးရောငါမနေ့ပြန်လာတောင်းမယ်နော်ဟုတ်ပြီလား သွားရမယ်အေးနင်ဘယ်လိုက်လာ ဩနင်နဲ့ငါနဲ့ချစ်သူတွေဖြစ်သွားပြီဟာအတူပြန်အောင်လीနော် မပြတ်ညက်မအောင်ငါအခုရှက်နေတယ် ဩဒါရှက်နေရလား อืม ဩအေးပါရှက်တင်ပါနဲ့ရှက်အားမလားနဲ့နော်အမေနော်အဲ့ကြောင့်ကျုပ်ကိုအထင်မသေးပါနဲ့လို့ပြောတာမနှက်ပြန်ကြရင်အမေလိုက်တောင်းပေးဖို့ဆိုပြင်သားပြီတော့ ။ဘောင်းလေမင်းဒုက္ခရှာလို့ကွာ။ဦးလေးကဒီလိုအကောင်းစားတွေမဝတ်တတ်ပါဘူး။ဟိုဝတ်ရမယ့်နေရာလည်းမရှိဘူးလေကွာ။မင်းဟာပြောင်းနဲ့ဆိုတော့တန်ဖိုးကလည်းကြီးမှာ။ဘောင်းလေးရဲ့သိတဲ့အတိုင်းပဲလေ။ဦးလေးကအိမ်နဲ့ဆိုင်နဲ့အိမ်ရှက်ဟဲပြုတ်ဟဲနဲ့ဒါပဲလုံးချလဲနေတာလေ။ဒါတွေဝတ်ရမယ့်နေရာမရှိဘူးကွ။ပြန်ယူသွားလိုက်နော်သား ဟောဦးလေးရေကျွန်တော်ပေးရလက်ဆောင်ပြီးတော့လက်ခံပေးပါဗျဟိုဘာဖြစ်ပွဲလန်းသပင်ပါညာတော့လဲဒါလေးပို့လို့ရတာပေါ့ ဟုတ်ပါတယ်အဖေရဲ့ဟိုကိုနေရဲ့စေတနာနဲ့ယူလာပေးတာပဲလက်ခံလိုက်ပါ ။ဟုတ်ပါပြီဗျာ။ကျေးဇူးတင်ပါတယ်နော်။အော်ဒါနဲ့မောင်လေးရဲ့မင်းတခါတော့ဦးလေးကိုပြောဥပါတယ်။ဗါတဲ့ဟိုမွေးပလဲလုပ်ငန်းအဲ့လုပ်ငန်းမင်းတို့မစသေးဘူးလား အမေကတော့ကော်တောင်းကိုသွားခိုင်းနေဘူး အေးပေါ့ ဒါပေမဲ့ကျွန်တော်မသွားနိုင်ဘူးဖြစ် ဒီလိုပါပဲကွာလုပ်ငန်းတွေများတဲ့လူဆိုတာတော့အချိန်လေးရတယ်ဟေးအဲ့ဒီအချိန်လေးထဲမှာပဲအလုပ်လုပ်ရတာဆိုတော့ဘယ်အားနိုင်မှာမလဲသွားဖို့လာဖို့မလွယ်ဘူးလေဆင်လေးကလှတယ်ကွာကိုမလည်းအုပ်စုလိုက်ဗျာဟာဒါမျိုးတွေနဲ့ပဲပြောင်းနဲ့အာကောင်းမလို့ဒီမိုင်တော့သားမိမလားကတော့ဘွဲဒီရွက်လို့ဗျာလူဆုံးတက်ဆုံးဘယ်သွားရမလဲမသိဘူး ဒုက္ခပါပဲသူကလည်းတကယ်လာတယ်တော့ ဦးလေး မင်းတို့သားမိတွေကတော့ဘွဲဒီပါရွက်ဘယ်အလူသွားကြမလို့တော့ အလူသွားလို့မဟုတ်ဘူးလေမိမလာတောင်းတာဗျ မင်းမင်းမတောင်းတော့မှာအာဘယ်သူသမီးတို့ ဦးလေးသမီးလေ ဟာသမီးဟဲ့အောင်မင်းဘာတွေလုပ်လာတာဟမ် ဟဲ့ပန်းဝေနေဦးလေး အိမ်မနဲ့ဖုန်းတစ်လုံးနဲ့တထေးတွေဖြစ်ပြီးစိတ်မသားရင်နဲ့ပဲတထေးတွေဖြစ်
တာနဲ့ဖရီနော်တာကြီးမန်ပါတစ်နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးလူကြိုက်များတဲ့ချီလီ PG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကတာဝဲကြောင်ရင်ဘေးရှောင်းဒါကချင်းလေးကောင်ကံကြမ္မာအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားဘယ်ရမရှိဝေတူငွေထုတ်အရန်ကိုမြန်လက်ကီကို slot ကစီနိုဂိမ်းများဆောက်ရန်တဲ့ဒါပဲလေ ဘာမှရှင်းပြထားဘူးလား ဘာမှပြောထားဘူးလား နင်တကယ်လာမယ်လို့မထင်လို့ငါလည်းမပြောထားဘူးပေါ့ဟဲ့ ဟာပေါင်းရတဲ့တကယ်မလားပါလေဟမ်နေမဲ့မနေရပြောတယ်လေဒီနေ့ကဥဟုတ်နေတဲ့စိုင်ပိတ်တယ်လာတောင်းမှဆိုငါလာတောင်းတာလေဟာနင်ကလေ ဟုတ်လားသမီးနင် ဟုတ်တယ်ဖေး ဟုတ်တယ်ဆိုရပြီဒါဒီကတာအစင်ပြေပြီအထမြောက်ပြီ ဘယ်နဲ့အစင်းပြေထားမြောက်ပါလေဒီမှာအုပ်ထိန်လူတွေကွာငါပန်းမွေးရဖေမင်းတို့ငါ့တော့ကြိုပြောမှာပေါ့ကွာဘယ်နဲ့သမီးနင်သူ့ကိုကြိုက်လား မကြိုက်ပါဘူးဖေးဟိုသမီးလည်းသူ့လိုပေါ့ချစ်လို့စားလိုက်တာပါ ဘာလို့ကျလို့စားလဲနင်စကားကိုအဲ့လိုဗျမ်းမလာမပြောနဲ့နော်နင်ကလာတောင်းမှာဆိုဒီမှာအုံပွဲငါပြောပွဲနဲ့ငါလူကြီးစုံနဲ့လာတောင်းတာနေဟာနင်ကလေ မသိဘူးလေနင်ကလူတွေကိုဘယ်တော့စကားအတီပြောဘူးလို့လဲ ဟာအဲ့ဆိုဒီကအတီဟာဒီကအတီလို့တတ်မှတ်လိုက်နော် နင်အတီပြောလဲငါမယုံ ဟာတော့ပြောတော့ဟာဘယ်သူမှအတိမယူဘူးအတိမယူဘူး ပြောတော့အတီလေ तू ကလာတောင်းမှာဆိုလာတောင်းတာလေဒီမှာကိုလုံးငါကတော့ပွဲနဲ့တိုက်ပတ်နေပြီငါအခုဘာလို့မှလဲပြော ဒီလိုပါကလည်းဟိုဂရိုဝေးလေးအာနာဘောကောနော်ကွာဟိုနီးစားရတယောက်ကိုဝင်တောင်းလိုက်ကြမှာ အဲ့လိုလုံးလို့ရပါလားပါလားကောင်းမလို့ပါဗျာ ဒီကျွန်တော်စားခံပေးလို့ ဘယ်လိုလုပ်ကြမလဲနင်ကဆက်ခွင့်ရပြီဆက်ခွင့်ရပြီ ဟုတ်တယ်နော်အလကားနေဆက်ခွဲတော့မခံနိုင်ဘူးမရဘူးပါလားနင်ကတော့ထားလိုက်ခဲ့ရောလေးတော့ဝါ ချစ်လို့စားတာဆိုရင်တော့ပြဿနာမရှိဘူးနဲ့ချစ်လို့မှားတာမှာဆိုရင်မှားတော့ရင်ငါတော့ကြွေးပြီပေါ့အဲ့လိုတော့ဖြစ်မခံနိုင်ဘူးလည်းမိုင်းခမ ्या တို့အားနာပဲမဲ့လေကျွန်တော်ပန်းမှုဖွင့်ပြောမှဖြစ်တော့ လက်ပြလိုက်ချင်တာနင်းမဟုတ်တာ ဆက်လျှော့ပါဦးလေ မမီလိုက်လို့ကွာငါလုံးနေရတယ် ဟိုစိတ်လျှော့ပါဦးလေ အေးပါကွာ လေအဲ့ဆိုရင်ကျွန်တော်ပြန်လိုက်အောင်နော် အေးပါကွယ်ဟုတ်ပါပြီအေးပြန်တော့ အဖေဟိုအဲ့ဆိုကိုနေရဲကိုခြံထဲထိလိုက်ဖို့ပေးလိုက် အေးလိုက်ဖို့ပေးလိုက်နော် ဖွင့်ပြီပါ အေးပြန်တော့သား ခုနကိုလင်းမိုင်နဲ့ကြော်ဝဲနဲ့လာတောင်းတော့တော့မလန့်မတော့ မလန့်ပါဘူးအဲ့ကောင်ကချစ်လို့စားတာပါချစ်လို့စားတာပါဆိုရင်အများနဲ့နောက်နေကြလေအားကြောင့်မို့သူ့လိုမျိုးပဲချစ်လို့စားတာပါဆိုရင်ပြန်နောက်လိုက်တာဒါပေမဲ့အဖေရှစ်မှာဆိုတော့နည်းနည်းတော့ရှင်တုံးပါပဲ ကျွန်တော်လည်းရှင်တော့ရတယ်လေ ကိုနေရဘာလို့ရှင်တုံးอ่ะ ပန်းမင်းဖေကကိုလင်းမိုင်လာတောင်းတာကိုလက်ခံနိုင်မလားဆိုပြီးတော့ကျွန်တော်ရှင်တော့ပါတော့ကျွန်တော်သစ္စာစကားတစ်ခုတော့ပြောချင်တယ် သစ္စာစကား ဟောရီကဘာလောကကြီးတိုင်တယ်ပြီးတော့ကျွန်တော်ပြောမယ့်သစ္စာစကားအဲ့ဒီသစ္စာစကားပင်လေကြီးခန်းချောက်သွားရင်တော့မှကြံရှိနေမယ့်သစ္စာစကားပြီးတော့ကဘာလောကကြီးတစ်ခုလုံးပြတ်သုံးသွားရင်တော့စัจ java လာရင်တူတူရှိနေတဲ့သစ္စာစကား တဲဆိုရဲစကားပါလားပြောပါအောင်ဘယ်လိုသစ္စာစကားလဲ ကျွန်တော်ပန်းမလို့ချက်တယ် ကိုနေရကလည်းသစ္စာစကားဆိုပြီးတော့ရီးစားစကားပြောတာလား သစ္စာစကားဆိုတာမှန်သောစကားကိုပြောတာကျွန်တော်ပန်းမလို့ချက်တယ်ဆိုတဲ့စကားလည်းမှန်သောစကားဆိုတော့သစ္စာစကားပဲပေါ့ပန်းမရင်ကျွန်တော်သစ္စာပြန်ထားနိုင်ပါရဲ့ တမွေစဉ်းစားပေးပါမယ် ပန်းမစဉ်းစားပြီးမယ်ဆိုမယ်ကျွန်တော်ကျန်တတ်ပါဗျာကျွန်တော်သွားလိုက်အောင် ဟုတ်
ပေါင်နိုင်နဲ့ချိုးစမိုးကလည်းအပြည့်ဒါဘာစတိုင် ရီးသားစကားတော့ပြောမဲ့စတိုင်လေးအမေရဲ့ ဘာလို့တော့ပြောမှာလဲ ။ဩဘာသူရှိရမှာလဲ။အမေချွေးမလှလှလေးပန်းပွင့်ကို လုတ်ပြန်ပြီဟိုနေ့ကရီးသားပြောပြီးလို့လာတောင်းမှဆိုလို့သွားတောင်းတာလေအဆက်ကွဲပြီးပြန်လာတယ်အဲ့တော့မမသိဘူးလား ။အမေရလဲဗျာ။အဲ့တုန်းကဒါပျောင်ဆက်ဆက်နဲ့ရီးသားကတော့ပြောလို့ तू ကနောက်တယ်ထင်သွားတာ။ဒီတကားကလေတီတီတက်တက်လေးနဲ့ရီးသားစကားကိုအတိပြောမှာ။ရီးသားစကားပြောပြီးပြီဆိုတာနဲ့သူ့အဖေစီမှာတခါတည်းလက်ထပ်ခွင့်တောင်းမှာနော်။သူ့အဖေသဘောမတူဘူးဆိုလို့ရှိရင်တာတခါတည်းပန်းဝင်ခိုးပေးမှာ။အဲ့တော့အမေကတာအတွက်အထုပ်အပိုးလေးတွေပြင်ဆင်ထားပြီနော်မေ ဟိုလေချင်းချင်းတင်နဲ့ငါအောင်များ ။ဟာအမေနှိမ့်မြန်ပြီ။အမေတောက်ကိုနှိမ့်မြန်ပြီ။အမေစောင့်ကြည့်လိုက်ပါနော်ဒီတကတကယ်စောင့်ကြည့်လိုက်။အော်အမေ ပါတော့ အမေကမီးကိုယောက်ျားလေးလိုချင်တာလားမင်းကလေးလိုချင်တာလားတခါတည်းပြောတော့အမေအမျိုးမျိုးမလုပ်နဲ့တာမကြိုက်ဘူး မလေးငါငါကြီးနဲ့လာပြီးတော့ အမေ ပါတော့ ယော I need a less sheep wago by side to train. A day time at that deed waking man. The lone dog I paid a mango, knock and Jimmy man. Let twig up your the llama again. Min train, I yet a tree, on the tan dream she lay. A team was open, such Jimmy again. When how Jones are lily, can I hear the man? And now ship yet Pamela so again. Maybe they don't, me children, the Yashi, she was it all. Memory la, Papa, they don't. Maybe they don't, we got it, ship a yazing up, Gabon. Michi in it. Was it all? Loka yet name yen tama simply the lonely yen. Shall kerek young land we jate. Nunya ne membo alego sana lolo. No sailor now let be piange. Maybe they don't, me children, the yashi le she was it all. ဖြစ်မှာဖြစ်လေလက်ကောင်ရဲ့မင်းဟာမသေးကောင်းမပြောက်ကောင်းတော့မင်းတို့ပြဿနာဘယ်လိုဖြစ်ကြတာလို့ အကိုလေးနဲ့တော်ရတနာတော့မရှိတော့ကိုကမော်ဒိုင်ကိုလာပြီးပြဿနာလာရှာတာသူ့ကျန်တဲ့လာစားတွေထုတ်ပေးဆိုပြီးဇွတ်တောင်းတာကိုလေးကကျွန်တော်မှာထားတယ်ကိုကမောင်နဲ့ရှင်းရမယ့်စင်းတွေအများကြီးကြံသေးတယ်တဲ့သူပါလာတော့မပေးပါနဲ့ဆိုတော့ကျွန်တော်ဘယ်ပေးရမလဲအဲ့ဒါကိုမပေးရကောင်းလားဆိုပြီးကိုကမောင်ကျွန်တော်စထိုးတာကျွန်တော်လည်းမခံနိုင်တော့ပြန်လို့တော့ကျွန်တော်ကောင်ရိုက်ခွဲသွားတာ ဟုတ်တယ်ဦးလေးရေကျွန်တော်တို့အချိန်မီရောက်သွားတော့ကိုလက်ကောင်မသေးတာဦးရမောင်ပုံစံကြီးကအသေးသက်မဲ့ပုံကြီးဗျာ အဲ့ဦးအမောင်ဆိုတဲ့လူကြီးကတော်တော်လည်းရဲဆဲနိုင်တာပဲနော်သူ့ကိုဒေါ်ရတနာအလုတ်ထုတ်လိုက်တော့တနာခဲခဲတာနေမှာပေါ့ အဲ့မောင်ဆိုတဲ့ကောင်တွေတော့ဝေးဝေးတာနေကြငါတို့တွေဒီကောင်မွေးတယ်တရေကောင်းတဲ့ကောင်မဟုတ်ဘူးကွာတော်တော်အချင်းရုပ်တဲ့ကောင်ငါတင်ပြောရရင်လေလင်းပိုင်အဖေညိုကြီးတည်ရလက်တယ်မပေါ်ဒီကောင်းလက်ချက်ပဲဖြစ်မယ်ထင်တယ်ညိုကြီးမသေးခင်အဲ့မောင်တိုင်းမှာငါတို့ငါးသွားသွင်းတော့ပြဿနာတက်ခဲ့ကြသေးတယ် ဒီလောက်ပဲလားအမောင်မင်းကလည်းမနှဲလုံးလောက်ကွာ ဟေးညိုကြီးဒါဒီနေ့ပေါက်သေးပဲ ဟဲ့ငါတို့ပင်လန်ထွက်တဲ့စီဘိုးနဲ့ဈေးစည်းကနှုတ်လဲတို့တွေလောအားကတော့မကျန်လို့နဲပါတော့တိုးပေးပါကွာမင်းကလေ ဒီမှာရှင်းတို့မယောင်းကျင်ဆိုလဲတခြားတိုင်းပြောင်းအခုယူလာရင်ငါရှင်းတို့ပြန်ယူသွားလို့ရရင်နော် ဟောဟဲ့ကောဒီရွာပါလေနင်တို့တိုင်းနဲ့တော့ရှိအောင်ဆိုနင်တို့လုံးချင်တာလုံးကြပါအဲ့တော့နောက်တစ်ခါကျရင်ဟောပင်လင်ကပြန်လာလို့ရှိရင်ရွာကိုမဝင်တော့ဘူးတဲပြူကောင်ဟောတမ်းပြီးမောင်းမယ်တ
တဲလူကောင်းကနေဆိုကားစီနိုင်ဝက်လောက်ပဲကြာတော့ ဟောအဲ့ဆိုနီးပါတယ် ဟုတ်တယ် အဲ့ဒါမင်းတို့လိုက်ပါလားအေးကျန်တဲ့ကောင်တွေမှာပြောတာအဲ့မှာသွင်းမယ်လို့ ယိုကြီးနင်းတော်တော်ဂျူကြွတယ် ဦးလေးလေးပိုင်ဖေးသေးရတာဦးရမောင်ကြောင့်ဖြစ်နိုင်တယ်ဟုတ်လားဘလို့ကြောင့်လဲဗျာကျွန်တော်တို့သိရင်ပြောပြပါလားဦးလေး ယောက်ျားဖောင်စီမိန်းမယိုကြီးလည်းကန်နေတယ်ထင်ပါရဲ့ကွာယိုကြီးပင်လဲထွက်ပြီး2ရက်လောက်ကြာတော့လင်းပိုင်ကိုဝင်ကိုလွယ်ထားတဲ့မက်အိမ်စီဖိုင်းနာဘိုးတွေအရန်သေးနေတဲ့ညမှာလင်းပိုင်ကိုထွားနေတဲ့အချိန်ကျော်ကမသိဘဲနဲ့ကြမ်းခဲ့တာပေါ့နော် ဦးလေးထင်ပြောရင်တော့ဒီကောင်လေးဖိုးကျော်ကိုသေပြီးထင်ပြီးထားခဲ့တာထင်တယ်ဖိုးကျော်လည်းကန်ကောင်းညင်တော့အခြား5ပန်းလေးတစ်စီးကသူတို့ဖောင်သားရောက်လာပြီးဒိုင်နဲ့လဲနေတဲ့ဖိုးကျော်ကဲလာလို့မသေးတာဖိုးကျော်သတိရလာတော့သူ့စိတ်ကပုံမှန်ချင်းနေမဟုတ်တော့ဘူးကွာမင်းတို့အခုမြင်နေရတဲ့အတိုင်းဖြစ်သွားတော့တာပဲ ဦးအမောင်ဆိုတော့တော်တော်ရက်ဆက်တာပဲ ပန်းမွင့်နင်းဖေရော ဟိုရှိရတော့လေဟိုဒေါ်လေးဘာကိစ္စရှိလို့လဲ တိတ်ကိုအရေးကြီးတဲ့ကိစ္စရှိလို့နင်းဖေကိုခေါ်လိုက်စမ်း ကျန်နာဘာလို့အေးကြီးလာလဲ ကိုကြောက်ဆောင်ကျမခက်ရှင်းရှင်းပဲပြောမယ်ရှင်တို့သမတ်အမိဖမ်းဖို့စ조사နေတဲ့ကိစ္စကိုစက်တန်းရလိုက်နော် ဟာဒေါ်လေးဘာတွေပြောနေတာလဲ ပန်းမွင့်နင်ဘာလို့ယူကြည့်အောင်စောင့်နေရလဲနင်နဲ့ငါသားအချိန်ကြီးအကုန်လုံးငါသိပြီးသွားပြီအေးအဲ့ဒါကြောင့်ဘာမှလွန်လွန်ကျွံကျွံမဖြစ်ခင်မှာငါအချိန်ပြီးလာတာနင်တို့လိုအစင်တန်းမျိုးနဲ့ငါတောင်ငါလုံးဝသဘောမတူနိုင်ဘူးနော်အဲ့ဒါမှနင်ကမိုက်လုံးကြီးပြီးရှစ်ဆက်မယ်ဆိုရင်တော့နင်တိုင်းနဲ့နင်ကံမယ်နင်လိုလူမျိုးကဘယ်တော့မှငါချွေးမှဖြစ်လာမှာမဟုတ်ဘူး ရတနာနင်အခုပြောနေတဲ့စကားတွေကတော်တော်ရင်သိနေပြီနော်နင် ဒီလိုပြောမှတော်ကားကြတာတီးချက်စိုးလာမယ်ဆိုရင်တီးချက်ရင်တီးတဲ့စကားတွေပဲရှင်းလို့ကြားရလိမ့်မယ်အဲ့ဒါကိုနားမခံနိုင်ဘူးဆိုရင်နင်ငါသားနဲ့ဝေးနေကိုယ်အဆင့်ကိုတီးကြပါဟုတ် အမေအပြင်ငါ့မမပြောစမ်းအဲ့ကလေးနဲ့နင်ဘယ်အချိန်လေးထိရောက်နေမလဲသမီးပြောရ မဟုတ်ဘူးဖေမဟုတ်ဘူးသမီးကဘာမှမဟုတ် အေးဘာမှမဟုတ်ရင်နောက်ကိုလုံးဝမပတ်သက်နဲ့အဲ့ဒီအကောင်မရဲ့သားနဲ့နင်လုံးဝကိုမပတ်သက်နဲ့ငါရှက်တယ်နော်ငါရှက်တယ်နော်နေမသိမနေမသိမကနေမသမာဦးလေးဟေးသာဟဲ့မင်းဘာလာလောက်တာလဲဟမ် ဟိုစိုင်းပိတ်ထားလို့လေဘာများဖြစ်တာလဲဆိုပြီးအိမ်လိုက်လာဦးလေးပန်းမွန်းရ မရှိဘူးရှိလဲမင်းတွေ့လို့မရဘူး ဘာဖြစ်လို့လဲဦးလေး ဟောမင်းတကယ်မသိတာလားဟမ်မင်းအမေကငါဆိုင်ကိုလာပြီးလူကြားထဲမှာအချက်ခွဲသွားတာကွာမင်းတို့သိတာတို့သားပါလေပိုက်ဆံမချမ်းသာပြီမဲ့သိခါတရားနဲ့နေကြတာဘသူစော်ကားတာမှခံတဲ့ကောင်တွေမဟုတ်ဘူး အမေကဦးလေးတို့ဘာတွေပြောရလဲ ပြန်ပြောပြမှာရှက်တောင်ရှက်သေးတယ်ကွာမင်းသိချင်မင်းအမေကိုသွားမေးဖို့ကောင်းတယ်ငါပါဇက်ကလေမင်းအမေလိုအလေးကြစကားတွေမထွက်တတ်ဘူးမင်းပြန်มาတော့ကွာနောက်ကိုငါတို့နဲ့လုံးဝမပတ်သက်ပါနဲ့တော့နော်ငါတို့လည်းထပ်ပြီးအဆက်မခွဲပါနဲ့တော့ကွာအဆက်ကွာမခံနိုင်တော့ပါဘူးသွားပါတော့နော်သွားလိုက်တော့ ဦးလေးကျွန်တော်ကပန်းမွန်းရိုးသားသားနဲ့တကယ်မြတ်တာရှိတာပါဗျာ အာ မေသဘောတူတူမတူတူကျွန်တော်ပန်းမွန်းကိုရအောင်ရှူ ငါဆုံးဖြတ်ပြီးပြီမင်းအမေကလေငါ့ကိုသဘောတူပေးပါဆိုပြီးကြော်ပွဲကြီးရွက်ပြီးလာတောင်းရင်တော့ငါသဘောမတူတော့ဘူးအဲ့ဒါမင်းသိတယ်ပြန်လိုက်ပါတော့ကွာမင်းသွားလိုက်ပါ
ပြန်มาတော့ကွာငါတောင်းပါမှာလေလုံးဝမပတ်သက်ပါနဲ့ငါသမီးကိုလည်းတောင်းပါမပေးပါနဲ့ပြန်มาတော့ကွာပြောင်းအောင်ငါတို့ကမစ္စည်းမှာအကျွေးလာတိန်းတာနော်လောက်လာတောင်းနေတာမဟုတ်ဘူး အဲ့ဒီသဘောမဟုတ်ပါဘူးတကယ်တည်းဟိုအဲ့ဒီကိစ္စလေးမင်းတို့ကူညီမှရမှာပေါ့နော် ဟာဟဲ့ငါတို့ကကျွေးတောင်းကျူးရှင်းမဲ့လောက်တာလေကွာငဲအခုပြောတဲ့ကိစ္စပြန်ပြီးဆွဲရမယ့်ကိစ္စအားစိအခက်မသိလို့ခြေလိုလက်လုံးဖြစ်သွားတယ်အကုန်လုံးအထဲဝင်သွားမှာနော် ခဏနေပါဦးကွာငါစဉ်းစားနေဒီကိစ္စကိုလက်ခံလိုက်ရင်တော့တစ်ချက်ကိုနှစ်ချက်ပြတ်ပဲကွာဒီကောင်စီကကျွေးလေးလည်းပြန်ရမယ်ငါနဲ့ဟိုကောင်ကြားဘောင်ချလဲဖြီးပြီးသားဖြစ်သွားလိမ့်မယ် အဲ့ဒါကြောင့်ပြောတာဟောတကယ်တည်းတစ်ချက်ကုန်ပြီးနှစ်ချက်တည်းမအောင်အပိုင်းပိုင်းမှာပြတ်သွားစေရမယ်အဲ့ဒီကောင်ကိုပြန်ပေးဆွဲလိုက်ရင်မင်းတို့ကဒီကရကြရှိအကျွေးလဲရမယ်ပြီးတော့မင်းတို့လည်းဝေစုပြန်ရမယ်ပြီးတော့မင်းနဲ့နေရကြပြဿနာလဲရှင်းပြီးသားဖြစ်သွားမယ်ငါမျက်စိမှာရှုပ်နေတဲ့အရှုပ်ကြီးလဲဟိုးအဝေးကြီးကိုလွင့်စင်သွားမယ်ငါလည်းအရင်လိုပလင်ပေါ်ကိုပြန်ရောက်သွားလို့ပါကွာငါ့ကိုကူညီပါနော်မင်းတို့အဲ့ဒီဝေစုနဲ့မကျင်တယ်ဘူးဆိုရင်ရမ်းမြပတ်စံနေအကုန်လုံးမင်းတို့ကအကုန်ယူလိုက်ကွာနော်ဂျာကြီးလို့ ဒါအမေကိုတယောက်တည်းထားပြီးဒါတကယ်ထွက်သွားတော့မှာလားဒါရဲ့ဆုံးဖြတ်ချက်ကိုဒါပြန်မပြင်းတော့ဘူးလား တာဆုံးရပြီမေတာရန်ကုန်မှာခြေကြတာနဲ့အမေကိုတာလာခုံးမယ်နော် ဒါအဖေကောင်းချွားတဲ့ဒီရွာလေးအဖေဘယ်တော့မှမခွာဘူးဒါကိုလည်းအမေအချိန်ကြီးထိပြီးအမေသားလေးစာတန်နောက်တက်တဲ့အကျင့်ဆိုတာငါသားကိုတက်ခတ်သွားတာဒါရဲ့ ကျွန်တော်အားလုံးပြောသေးချင်လို့ကျွန်တော်ချစ်လို့စခဲ့တာပါဒါပေမဲ့အခုတမပြောနေတော့ဘူးတမပြောတဲ့နေရာမှာတော့တမတီးပြီးအစီနေတော့ပြီနော်တတော်တော့မနော် အခုချိန်မှာပန်းမလို့ဒါဘယ်လောက်ထိနာကျင်ခံစားနေရမလဲဆိုတော့ကိုနားလဲပါကွာ ရှင်တကယ်နားလဲတယ်ဆိုရင်ကျမနဲ့ထပ်ပြီးတော့မပတ်သက်ပါနဲ့ ပန်းမကိုဘယ်လိုပြောလိုက်လဲကိုပန်းကမစွန့်လို့နိုင်ပန်းမကိုတကယ်ချစ်တာပေါ့ကွာ ကျမကတော့ရှင်နဲ့ထပ်ပြီးတော့မတွေ့ချင်တော့ရှင်မေရဲ့ရင်သီးစော်ကားလွန်းတဲ့စကားတွေကိုလေကျမထပ်ပြီးတော့မကြားပြစေနဲ့ ဘေးကူစားကိုတောင်းပါခုတကယ်တောင်းပါ ဒီချိန်မှာတောင်းပန်တယ်ဆိုတဲ့စကားလောက်ကရမထင်တော့ရှင်ထွက်သွားလိုက်ပါတော့ကျမပဲရှင်ကိုတောင်းပန်ပါတယ်ကျမအဖေပြန်လာလို့ရှင်ကိုတွေ့သွားတယ်ကျမကိုတတ်မှာရှင်ကျမကိုတကယ်တန်မိုးထားပြီးချစ်တယ်ဆိုတာကိုတတ်သိပြချင်ရှင်ကျမစီကထွက်သွားလိုက်ပါတော့ကျမနဲ့ရှင်နဲ့ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါ
နေရဲပါရှိတယ်ကွာသူနဲ့မှလာစုံနေရတယ်တွေ့တာပဲကောင်းပါလေအိမ်မနဲ့ဖုန်းကလုံးနဲ့တထဲတွေဖြစ်ပြီးစိတ်ကစားရင်လည်းပဲတထဲတွေဖြစ်ချွဲဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးမထဲတွေဖြစ်စိတ်ကြီးကိုကြောင့်ပဲအားလုံးတထဲတွေဖြစ်ခေကောင်ရှာဖွင့်တာနဲ့ဖရီနော်တာကြီးမန်ပါတဲ့နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးဘူးချိုင်များတဲ့ချီလီPG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကြတာဝေးကြောင်ရင်ဘေးရှောင်းဒါကချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားရမရှိဝေသူငွေထုတ်အရန်ကိုမြန်စကီကို slot ကစီနိုဂိမ်းများဆောက်ရန်တဲ့ဒါပဲလေကိုယ်မောင်နဲ့ခြေကြားကြီးကို ဟောဒါလည်းဟဲ့ဒါဟုတ်ကဲ့တို့ကြည့် ဘာလို့တာလဲလို့ဦးဝမ်းမောင်ခင်ဗျားဘာလို့အခုလိုလုပ်တာလဲ ယေစုကန်တက်တယ်မင်းမေကြောက်ပေါ့ကွာ ဟီးပခေါ်ကလူပြန်ဟဲ့လို့ကျေးဇူးကန်တာခင်ဗျားဗျခင်ဗျားကျုပ်တို့သားမိဖို့မဘယ်တော့မှကျေးဇူးရှိဘူးဟမ်ကျုပ်တို့သားမိဖို့မခင်ဗျားရဲ့ကျေးဇူးမူးလို့တော့ရှိကြမရှိဘူးနားလဲလား လာကောင်းလေးမင်းမေခုလိုကြည်ဝါတိုးတက်လာအောင်တွေးမတော်တာမဆက်ပဲနဲ့အစစရစီမံခံကုန်ပြီးနွားလုံးရုံးခဲ့တာငါကွာ အဲ့ဒါကျေးဇူးတရားမှမဟုတ်တာဗျခင်ဗျားအလုပ်သမားလေခင်ဗျားတန်တန်ကျပေးပြီးခိုင်းတယ်ခင်ဗျားမကျင့်နဲ့မလုပ်နဲ့ပေါ့ဗျာခင်ဗျားလုပ်တဲ့လုပ်ရထောင်လေးရောက်သွားတယ် မင်းရတာတလေရပါလားဟမ်ငါပဲထောင်ထဲရောက်မလားမင်းကပဲတင်ချမ်းကုန်ရောက်မလားမကြဘူးဖြစ်ဆောင်နော်ယာယီဒီကောင်ငွေနဲ့လဲမဲ့ကိစ္စသူ့မေကိုကြောင်းကြဖို့အောက်နဲ့တိုင်မအောင် မင်းတို့နဲ့ကောင်လောက်ဆောင်ကြည့်ထားလိုက် သိရှို့တာကွာ အင်းပါအမေတော့ဘိုးနေဘယ်လို ဦးလေးဟေးကျွန်တော်တော်တွေရှိတယ်ရန်ကုန်မှာကျွန်တော်သွားနေတော့မလို့ဗျာ အလဲပဲလား မဟုတ်ဘူးမိုင်းကျွန်တော်ပြီးသွားနေတော့မှာ မင်းရလေကွာမင်းတကယ်ပြောနေလားဦးလေးတို့နောက်နေရ ကျွန်တော်တကယ်ပြောတာပါဦးလေးဒီနေ့ကစပြီးကျွန်တော်ဘသူ့ကိုမှမစတော့မနှောက်တော့ပါဘူးကျွန်တော်တကယ်ပြောတာပါ အေးကွာဦးလေးတို့လည်းငါ့တူချောင်းချားစိတ်แท้ကိုမကောင်းဆဆရကိဆိုင်ကွာ ဟုတ်ကဲ့ပါဦးလေးကျွန်တော်ခွင့်ပြုပါအောင်နော် ကိုနေရဲ့ကိစ္စကိုဦးလေးတို့အကူအညီတောင်းလို့ရလားဟုတ်ပြီဦးလေးဟေးဦးလေးခဏလာပါဦးကျွန်တော်ပြောကြရစီ ပြန်ပြီလဲကွာလုတ်ပြန်ပြီဟာတော့ ကျွန်တော်ပြောကြရစီလို့ ပြော ကိုနေရဲ့ကိုလေဦးဝမ်းမောင်နဲ့ဂျင်ဂျာရီတို့အဖွဲ့ကရိုက်နေပြီးတော့ဖမ်းသွားတယ်အဲ့ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာအဲ့ဦးလေးကိုလေရဲစခန်းကိုသွားကြောင်းကြားပြီးတော့တွားကယ်လိုက်ပါဦးဗျာကျွန်တော်လည်းခီးသွားကြစီလို့ မင်းရလေလေတောကန်လေးလာကန်လေးကိုငါတို့လာချက်နေပြီနင်ပြောတော့ဘယ်သူမှမဆတော့ပါဘူးဆို အမကြီးရဲ့ကျွန်တော်မစပါဘူးဗျာကျွန်တော်တကယ်ပြောနေတာပါ ငါတော့မယုံရေးချမယုံဟေးမယုံရေးချမယုံ ဟေးဟာမင်းခီးသွားကနေကိုဗျာမလာတွေမလုပ်ပါနဲ့ကွာကိုယ့်ကိုအေးစေးသွားတဲ့မှာငါတို့ကရွာမှာကြံခဲ့တဲ့လူတွေနော်မင်းစကားယုံပြီးရှောက်ပြောလို့အကုန်တိုင်ပတ်ကုန်မယ်သွားကျွန်တော်တကယ်ပြောတာဦးလေး မယုံဘူးရ ဦးလေး မကြက်ဒုက္ခပဲကွာငါပြောတာကိုလည်းဘယ်သူမှမယုံကြဘူးနေထိုင်နေကိုနေရတော့ဒုက္ခရောက်တော့မှာ ဟုတ်ကဲ့ခင်ဗျာ
ဝင်ဘောမွေး ဟေး ဟာမမကြီး အေးအမေဒီလေမရမလားသဘူးအလားထူးဟာလေကန်းကြီးလမ်းလျှောက်လာကြတာဗော မဟုတ်ပါဘူးဗျာဒီမှာကျွန်တော်မိမလေးတမ်းမွေးရဲ့လေအပြည်ချင်းကချင်းစလေးနဲ့တမင်းမြူလေးနဲ့စားကျင်တယ်ဆိုချင်းချင်းတက်နေလို့ပြော ဟုတ်လား ဟဲ့ချင်းချင်းတက်တယ်ဆိုတော့ဥပောက်ချိုင်းကြီးတော့အသက်ကြီးမှခလေးချီရတော့မယ်ထင်တယ်နော် မဟုတ်ပါဘူးပန်းမွေရဲ့မာကြီးကပန်းမွေလိုက်ရစားချိန်ရုံမှာဘာကုံဝဲမှမရှိပါဘူးဒီလိုရအဲ့လောက်လည်းမစွမ်းပါဘူး ပန်းဝဲကချစ်လို့စားတာပါအမကြီးရဲ့ ပန်းမွေရလဲနော်လက်ပိုင်းတငယ်ချင်းလို့မပြောရအောင်ဘတို့ရှုတက်တွေရှောက်ပြောပြီးချစ်လို့စားတာပါလို့ပြောတတ်နေပြီ တော်တက်နော်လားအေးလပိုင်းဆိုမှလမ်းအောင်တကောင်နဲ့တွေ့ခဲ့သေးတယ်လားကိုကြီးမဲအထုပ်ပိုးတွေဆွဲလို့ဗျာသူ့တော်ရှိတဲ့ရန်ကုန်အပြီးသွားတော့မှာတဲ့ ဟမ်လက်ပိုင်းကရန်ကုန်မှာအပြီးသွားနေတော့မယ်ဘာဖြစ်လို့လဲ ဟောအဲ့တော့ငါလည်းမသိပါဘူးဟာသူဒီမှာမပြောတော့လို့နေမှာပေါ့ လက်ပိုင်းကလည်းပန်းမွေတော့ဘာမှမပြောပါဘူး ဟောငါသမီးရလေကွာဒီကောင်နဲ့တော်တော်ယုံနော်အဲ့ဒီကောင်ကြောင့်လဲငါသမီးကသိတဲ့အတိုင်းပဲဒီကောင်တွေးသမျှလူအကုန်လိုက်ကြနေတဲ့ကောင် ဟုတ်တယ်ဖြစ်နိုင်တယ်အထုပ်ပိုးတွေနဲ့ကျွန်တော်တို့ရုံအောင်ကြက်သွားတာဖြစ်လိမ့်မယ်ဟုတ်လားအပြီးတော့ဗာထပ်တောင်ကြက်သွားသေးတယ်ဗါတဲ့ဟိုဟာတဲ့အမောင်တို့ဂျင်ဂျာကြီးတို့အဖွဲ့ကနေရဲရိုက်ပြီးထား တော့ဟာနေရဲလေကွာအဲ့ဒီကောင်အတန်ကိုငါမကြားချင်ဘူးအဲ့ဒီကောင်သူတို့ရိုက်ပြီးခေါ်တတ်ပြီးတော့ပဲခေါ်သွားကွာအဲ့ဒီကောင်ကြောင်းပြောမယ်ဆိုရင်ငါဆိုင်နောက်ဘယ်တော့မှမလာနဲ့မင်းတို့ ကျွန်တော်တော့မှမလည်းကိုရမေ့သွားလို့ပါ ဒီမှာကွာကဲနောက်ဆင်းရကွာ ပန်းမွေပြည်စင်းကချစ်စက်လေးတွားချက်လိုက်အောင်မယ်နော် မြန်ချက်ခဲ့နော် ။လူမောတော်ပဲကွာမင်းဒီမှာရှိမှရှိပါမလားလို့ငါစိုးရိမ်နေတာ။ဟာရေးကြီးတော့ပြန်တယ်ဘာဖြစ်လာရလဲကွာအထုပ်ပိုးနဲ့ဘယ်သွားမလို့လဲ။ဟာထားလိုက်ပါအဲ့ဒီကိစ္စတွေအရေးမကြီးဘူးနော်။မင်းကအရေးကြီးကိစ္စပြောမလို့။ကိုနေရဲဟုတ်လေ။ဥဝဲမောင်တို့ဂျင်ကြားရီတို့အဖွဲ့ရိုက်နှက်ပြီးတော့ခေါ်သွားတယ်။ငါကိုယ်တိုင်တွေးခဲ့တာကွာ။သူတို့ဘယ်နေရာခေါ်သွားလဲဆိုတာလည်းငါသိတယ်။ရွာပြင်ကလေဟိုစက်ရုံအဟောင်းကြီးထဲမှာဟေ့ဒါမျိုးကနောက်ဆရာမလို့လာနောက်မနေနဲ့ရ။မင်းရလေကွာဒါလူတယောက်ရဲ့သေရေးရှင်ရဲ့ကိစ္စကွာမင်းကနောက်ပါမလားဟဲ့မင်းငါပြောတော့တစ်သက်လုံးမယုံရင်နေကွာဒီတခါပြောတော့မင်းကယုံပေးရအောင်ဟာအဲ့ဆိုငါတို့ဘယ်လိုလုပ်ကြမလဲအဲ့လိုလုပ်ကွာမင်းရွာလူကြီးတွေတွားပြီးအကြောင်းကြားနော်ပြီးအဲ့ဒီစက်ရုံလိုက်ခဲ့ငါတော့အဲ့စက်ရုံအရင်တွားပြီးတော့အခြေအနေကြည့်ထားလိုက်မယ်ဟုတ်ပြီလားစိတ်ချရအောင်မင်းတတိထဲထားအောင်လို့ရအေးပါမင်းကမစိုးရင်နဲ့ယုံကုန်လည်းပြောအေးပါဟဲ့ငါလိုက်ခဲ့မယ်တော်လောက်ကန်ကြပါမလို့စစ်ပြီးပါနော်ပြောရဲကိုရလုံးသားပါပေါ့တက်ကလေးချောင်းနေလို့တော်သေးရအေးပါဟုတ်တော့မင်းဘာလာလောက်တာလဲ ကျမသားမနဲ့တည်းကပြောက်နေလို့ဒီကိုရောက်နေလားဆိုပြီးလာကြည့်တာ မလာပါဘူးလာစရာလည်းအကြောင်းမရှိဘူးအတော့သားကိုကျမတို့နဲ့မပတ်သက်ဖို့အပြက်ပြောခဲ့ပြီ မနင်းသိတာနင်းသားငါတို့နဲ့လာပတ်သက်လို့ငါသမီးအများလက်ခံရအောင်လေငါနင်းသားကိုရိုက်တာမှာယတနာနင်းရှာစရာရှာသလားဟာနင်းသားပြောက်တာငါဆိုင်လာမရှာနဲ့တခြားနေရာသွားရှာထွက်သွားအဲ့ရနာနင်းသားမဖုန်းရှင်းမလားဖုန်းဆက်လိုက်လေ ပေါက်ကျိုင်းရယ်ဖုန်းဆက်တာမရဘူးဖုန်းပိတ်ထားလို့ပေါ့ အေးဒီမှာနင်ငါဆိုင်ကိုမယုံသင်္ကာဖြစ်နေတယ်ဆိုရင်နင်ဝင်ရှာလိုက်ရှာနင်ကြိုက်တဲ့လောက်ရှာမတွေ့ဘူးဆိုလို့ရှိရင်ငါဆိုင်ကိုဘယ်တော့မှမလာနဲ့ဘာကိစ္စနဲ့မှမလာခဲ့နဲ့တော့ရှာဘာလဲဟာတော်ကြတယ်ရှိအတော်ပဲဗျာနေရဲကိုအမောင်နဲ့ကြားလို့ဖွဲ့ရိုက်ပြီးဖမ်းသွားတယ် ကောင်းတယ်ကောင်းတယ် ဒီကောင်နိုင်ကလည်းပြောသေးတယ်ဒီကောင်ငါနောက်နေတယ်အောင်မေလို့မင်းသေးချလို့လာရ ဟုတ်တယ် तू မနောက်ဒီကအထီပြောတာကြောက်ကိုရွာလူကြီးတွေခေါ်ခိုင်းလိုက်တယ်လက်ပိုင်ကတော့ iPhone တော့လိုက်သွားတယ်ဗျ လူမောနင်တကယ်ပြောနေရလား ဟုတ်တယ်တော်လေဒီကိစ္စမျိုးနောက်ဆရာတို့ကြောက်အထီပြောနေတာ လူအောင်ဟိုကောင်လေးပိုင်ကလိုက်သွားတယ် ဟုတ်တယ် iPhone တော့လိုက်သွားတယ် ဟာဒီကလေးကလည်းဒုက္ခပါပဲကွာဒီကြာကြီးတို့အဖွဲကလက်ရဲစေဒီကောင်နာတော့မယ်ကွာ ဘလို့ကြမယ်ဗျာ ငါစိတ်မချဘူးကွာအဲ့ဒီကောင်လေးရှိတဲ့နေရာငါပြစမ်းတော့မယ်လာဟေးပါမင်းရွာလူကြီးကိုခေါ်ပြီးခဲ့ဘယ်နေရာလုံးစံကဖုန်းဆက်ကြလား ခုတော်哎呀！
ကျေးဇူးပါကြတယ်အဲ့ပြောနေတာ အတိဟိုမှာဟိုတော့ ဦးမခင်ဗျတော့ရုံမာတဲ့လူပဲဟမ်ဟာတတိရှိကျုံကိုလွတ်ပေးတယ်ခင်ဗျလွတ်ပေးတာညိုကြီးသားညိုကြီးစားတိုင်းမှာပဲလားဟမ်ခြိုက်သွားပြီကွာမင်းဖေတော့လည်းငါကိုယ်တိုင်တပ်ပြီးပင်လေထဲမှာငါးစာကျွေးခဲ့အဲ့တော့ကျုပ်မျိုးတတ်တာခမရတော့ဟမ်ခင်ဗျလွတ်ကြသူ့ရောက်မှာခင်ဗျလွတ်ကြောခင်ဗျမင်းတော့ငါးစာမကျွေးပါဘူးဆန်ရကျဲကြီးဆိုတော့တိုက်တဲ့နေရာမှာပြုတ်အဲ့တော့ခဏဆောင်ဟာဒီကောင်နဲ့ငွေနဲ့လဲပြီးရင်မင်းတို့ကောင်ဒီကောင်းကောင်းမွန်မွန်ကြိုခွင့်ရမှာပါဘယ်ရောသူရောက်မှာဘယ်လိုစားပြောနေတယ်ဟဲ့လေမင်းတို့မရောက်ပါစားနဲ့တော့မင်းတို့ ဘိုးရချုပ်တယ်သူတို့တက်ကွာဆက်ထီအောင်နေထိသွားတာပါမကြည့်ပါလားသူ့ရောက်နည်းနည်းပဲတော့လားတာရဲ့ဒါအားလုံးပြောလို့ချစ်လို့စားလိုက်တာပါမင်းပါရဲ့ညအမြဲတမ်းအဲ့လိုပဲငါမှပြစိတ်ပူလိုက်ရတာတော်ရောမေတာအိမ်ပြန်ခြင်းနဲ့ဟောတာလေအိမ်ပြန်လို့ဘယ်ရမလဲတာစိတ်ကရင်သွားရမှာပေါ့တာအိမ်ပြန်ခြင်းနဲ့မေအေးအိမ်ပြန်ခြင်းနဲ့အေးလာရတယ်နော်တကယ်ကြနားရလားတဘာဖြစ်ပါဦးမေဒါချစ်လို့စားနေရပါလေးမဟုတ်တော့ဘူးနော်အခုချိန်ကစားနာမဲ့အချိန်မဟုတ်တော့ဘူးနော်လင်းမိုင်းငါဘောချောလို့ငါစားခဲ့နောက်ခဲ့တဲ့အားလုံးချစ်လို့စားတာပါဆိုတဲ့စကားကိုလည်းအားလုံးကိုဖြေခဲ့တာပါဒါပေမဲ့ငါတတ်တဲ့ပူချစ်တယ်ဆိုတဲ့စကားတော့စားရနောက်ခဲ့တာမဟုတ်ဘူးတော့ငါဘဝရှောင်းလုံးပါငါတကောနေတာပြောခဲ့တယ်ငါရဲ့သစ္စာစကားပါအဲ့ဒါတော့
အော်ကျွန်းသေးချင်းတယ်ဟာ 哎呦妈呀！哎呦妈呀！你们。 ဟောတော့ရှင်ကြည့်ပေးပါနော် 哎呦妈！你妈呀！哎。 你们大家知道啥？我都表好瓜。